စာပေကိုချစ်မြတ်နိုးကြတဲ့နာဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ TKL Channel လေးကနေပြီးတော့ဒီနေ့မှာဖတ်ပြပေးသွားခြင်းတဲ့စာအုပ်လေးကတော့စာရေးဆရာမမဲညိုရဲ့ငါကျူးလွန်မိတဲ့ကင်နဘာဟာမင်းပဲဆိုတဲ့စာအုပ်ကောင်းလေးကိုဖတ်ပြပေးခြင်းပါတယ်။ဒီစာအုပ်လေးဟာဆိုရင်တော့အထမအကျဉ်းများထုတ်ဝေခံထားရတဲ့စာအုပ်ကလေးလည်းဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့စာအုပ်လေးကိုစတင်နားဆင်ကြရအောင်ပါရှင်။အပိုင်း1ဘယ်တော့မှပြန်မဖတ်တော့ဘူးဆက်လည်းမရေးတော့ဘူးဆိုပြီးတင်ထားခဲ့တဲ့အဆုံးမရှိသေးတဲ့ဇလန်လေးလွန်ခဲ့တဲ့14နှစ်ကရေးဖြစ်ခဲ့တဲ့နောက်ဆုံးအချက်နောက်ဆုံးစာမျက်နှာကျမအတွက်နောက်ဆုံးရင်းနှီးစရာအဖြစ်အပျက်ကလေးပေါ့အခန်းပရင်းဘက်ကနေမိုးဆက်လေးတွေကိုမြင်နေရတဲ့တဲကြီးမဲကြီးရွာနေတဲ့မိုးဟာကျမကိုပေါင်းငိုဖို့ဖော်ခေါ်နေသလိုအရင်လိုပေါ့ပေါ့ပါပါမိုးရေထဲထွက်ပြီးဆော်လိုက်ရအောင်လဲကျမခြေထောက်ကအရင်လိုမဟုတ်တော့ဘူးကျမလူတယောက်ကိုလွမ်းနေပြီးတော့ငိုချပစ်လိုက်ခြင်းနဲ့ဒီစာအုပ်လေးကိုလည်းပြန်လဲခန်းစားခြင်းနေတယ်အိမ်ကြီးကလည်းမိုးတွေတဲကြီးမဲကြီးရွာနေခဲ့တယ်ဂျိန်းအစာအစာပြောင်းလာတော့တငယ်ချင်းတစ်ယောက်ရောင်လဲလဲနဲ့ပါပဲသူ့နာမည်ကတသက်လွင်နဲ့ကျမကတော့ငေးလို့ပဲခေါ်တယ်ကျမကတော့ငယ်ကမေးလို့ခေါ်တယ်ကျမနာမည်ကမြူနင်းမီငယ်နဲ့တငယ်ချင်းဖြစ်တာ3နှစ်လောက်ပဲရှိအောင်မယ်ဒါပေမဲ့ငယ်ကကျမစိတ်ကိုနားလဲတယ်မျှဝေခံစားပေးနိုင်တယ်ကျမကိုမျက်ရည်အချမ်းမခံတဲ့သူမျိုးပေါ့ကျမပြုံးနေရင်သူကပြောတယ်တဲ့ငယ်ကကျမအတွက်တော့အကောင်းဆုံးတူးတီးသောတငယ်ချင်းပါပဲမေးအဲ့ဒါဘာလုပ်နေရတော့မိုးရီချိုးနေရလေဟာကလေးလည်းမဟုတ်ပဲလာတော့သူများတွေမြင်ပြောနေအောင်မယ်လာပြီးတော့နေမကောင်းဖြစ်လိမ့်မယ်ဟဲ့မိုးရီတွေနဲ့အတူကလေးတယောက်လောဆော့ကစားနေတဲ့ကျမကိုဖျားမှဆိုလို့အခန်းထဲကနေတဆူဆူတပူပူငယ်ကအော်ပြီးခေါ်နေခဲ့တယ်လာပြီဘာမှလည်းမသိဘူးငယ်ကသူများချိုးလို့ကောင်းနေအောင်ဖျားမှဆိုလို့ရာသီဥတုကပုံမှန်လည်းမဟုတ်ပဲနဲ့ရေထက်ချိုးလိုက်အောင်ရေချိုးပြီးရင်လာခဲ့ခေါင်းတုပ်ပေးမယ်ဒရိုင်ယာပြက်နေတယ်ထင်တယ်အဆောင်သေးဆိုပေမဲ့ဘေးခန်းပေါ်တွေနဲ့လည်းစကားမပြောနှစ်ယောက်တည်းပေါ့ပါနေဖြစ်ခဲ့ကြတယ်ငယ်ကမနက်8နာရီဆိုအလွတ်သွားတာမို့မနက်စာကိုပြင်ပေးခဲ့တယ်နေ့လယ်စာကိုတော့နှစ်ယောက်စလုံးအပြင်မှာစားကြတယ်ပြီးတော့ကျမအချိန်မှအလုပ်လုပ်တာမို့ညနေ3နာရီဆိုအဆောင်ကိုပြန်ရောက်တယ်ညနေစာကိုကျမတာဝန်ယူတယ်အားရင်တော့စားထိုင်ရေးတယ်ကျမစာရေးဆရာတိတ်ဖြစ်ချင်တာကိုတောက်တကားခောက်တဲ့အကြောင်းတောဖွင့်လိုက်တော့ဘေးခန်းအမကြီးညီမလေးတို့ကအစ်စ်ပြောင်းလာတဲ့သူတွေလားဟုတ်မှလာလေးထိုင်မအောင်ဆိုပြီးထိုင်ခွန်ယူပေးလိုက်ပေမဲ့စိတ်သေးတော့ငဲသိရင်စူတော့မအောင်စိုးရိမ်နေခဲ့တယ်နှစ်ယောက်မဟုတ်လားဟုတ်ငဲကအလုပ်သွားပြီညီမလေးရောညီမကခဏနေမှသွားမှာအချိန်မှအလုပ်ဆိုတော့လေအော်ညီမရလားနှစ်ယောက်ကဟုတ်ဘူးတငယ်ချင်းတွေမှအော်အင်းအမကဘာရင်မဟုတ်ပါဘူးဘာလေးများကူညီရမလဲလို့အော်ရပါတယ်ကျေးဇူးတင်ပါတယ်မရဲ့အမနာမည်ကမတ်မော်လို့ခေါ်တယ်တကူခုဆိုဘေးခန်းကဲ့ရဲ့ဆိုတော့လှမ်းခေါ်လိုက်နော်လိုရာပြောသိလားကူညီပေးမယ်ဟုတ်ကဲ့မလို့သာပြောလိုက်ရတာသူ့မျက်လုံးတွေကိုသဘောမကျအခန်းကိုနေရာစီလိုက်ကြည့်ပြီးမင်းနေမြန်းနေလိုက်တာများကြည့်လို့မရတော့တာနဲ့မေအလုပ်သွားဖို့လှုပ်လိုက်အောင်မယ်နော်အော်အေးဒါဆိုအမလည်းပြန်တော့မယ်လှုပ်ဆိုပြီးထွက်သွားတယ်ညနေရောက်တော့မေရေပြန်ရောက်ပြီနော်အေးရေချိုးလာအောင်ငါထမင်းခူးထားမယ်ငယ်ပြီးရင်လားပူလေးစားကြမယ်ပြီးပြောကြရှိတယ်အော်မနက်ကလည်းငယ်ဟိုဘက်ခံကမတ်မော်ဆိုလာသေးရဲ့သိလားဘာလာလို့တာဟိုမင်းဒီမင်းလာဆက်ဆူတာနေမှာပေါ့မျက်လုံးကလည်းအခန်းရဲ့နေရာအစုံလိုက်ကြည့်တယ်သိလားဘာလို့ဖွင့်ပေးလိုက်တာလဲမေကမသိဘူးလေအိမ်ရှင်လားလို့ပေါ့မဖွင့်ပေးရင်ရောကောင်းပါမလားကောင်းမကောင်းမေနောက်မဖွင့်ပေးနဲ့လာဆက်ဆူပြီးရင်ရက်ွက်တဲ့အတင်းပက်တော့မဲ့ဟာတယ်အမငယ်ကတန်မာတယ်ရက်ဆက်တယ်ရိုင်းဆိုင်တယ်လို့ထင်ရတယ်လူအများကလည်းသူ့ကိုဒီလိုပဲပြောကြတယ်ကျမကတော့ငယ်စိတ်နဲ့ငယ်နှလုံးသားကိုသိနေပြီးသားမို့ဘသူတွေဘလို့ပဲပြောငယ်ပေးမှပဲနေတယ်ငယ်ကိုပဲချစ်တယ်ငယ်မှာကျမသိတဲ့ဘောကြတဲ့ပချိုင်လေးတစ်ဖက်လည်းရှိတယ်ငယ်ကပူလေးကျမအရက်ရှိပြီးတော့ငယ်ကဖြူကျမအသားညိုစပင်းရှိငယ်ကကိုယ်ွယ်လေးစန့်ကျင်ဘက်တွေနဲ့ဆိုပေမဲ့လည်းတိုင်ပင်ရပြောဆိုရလွယ်တယ်နားလေဖို့ရနှခါမပြောရအောင်ဒီလိုပါပဲမျိုးမတူတဲ့စန့်ကျင်ဘက်တန်လိုက်တွေဟာပိုပြီးဆွေးငင်ကြတယ်မဟုတ်လားရေမိုးချိုးစားတော့ပြီးကြတော့ပြောချင်ရှိရဆိုဘာပြောမလို့လဲငယ်ဒီနေ့အလုပ်ထဲမှာဟာဆိုပြီးအစားကြည့်လိုက်တာညာအိတ်တဲ့အထီးပါပဲသူလည်းပဲချင်းအိပ်ပျော်သွားတယ်လည်းမသိကျမလည်းပဲချင်းအိပ်ပျော်သွားလည်းမသိငယ်ကသူ့လုပ်ထဲမှာအဆင်မပြေတဲ့အကြောင်းအစကလေးသာသိလိုက်ရတယ်မေငါလုပ်သွားပြီနော်ငယ်ခေါ်တဲ့ကြားမှာပဲလန့်လို့သွားခဲ့တယ်ငယ်မနဲ့စာမဝင်းကဝယ်ထားတယ်ထမင်းနဲ့စားလိုက်နော်မနေ့ပြန်ကြမှာမနေ့စာကိုကောင်းလုပ်ပေးမယ်နော်ဟုတ်ဂယူးဆိုင်တောင်းငယ်
အော်မေတော့မလို့မေလောက်သွားရင်လေဆိုင်ကိုဒရိုင်ယာလေးဝင်ထားပေးခဲ့ပါလားအပြန်ကြမှာငယ်ဝင်ယူလိုက်မယ်လေအခုကဆိုင်မဖွင့်သေးလို့ဟုတ်ကားကိန်းနောက်ကဆိုင်လေးသိရမလားအင်းငယ်ထွက်သွားတာကိုဝရန်ဒါကနေကြည့်ပြီးညကသူရင်ဖွင့်ခဲ့သမျှကိုပြန်သတိရမိတယ်ငယ်ကတိတ်တနာကိုကောင်းတာပဲအဆောင်ရှိမှကားလန့်ရှိတယ်ကားကိတ်ကအဆောင်နဲ့မျက်စောင်းတို့လောက်မှလေဝရန်ဒါကနေငယ်ကိုလှမ်းကြည့်နေမိတယ်ငယ်ရက်နေတဲ့နောက်မှာလျှက်စစ်ပစ္စည်းဆိုင်ရှိတယ်အဲ့ဒီဆိုင်ကသူများဆိုင်နဲ့မတူဘူးမနေ့10နာရီကျမအလုပ်သွားချိန်လောက်မှဆိုင်ခင်းတာဘောစီတွေထိုင်တဲ့ဆိုင်ထင်ပါရဲ့ကျမအဆောင်ကနေထွက်ပြီးဆိုရင်သူကျမနောက်ကစပိန်နဲ့ပါလာတယ်ကျမကိုကြော်တက်ပြီးဆိုင်ခင်းနေတခါတလေတားမိမလို့ဖြစ်တတ်သည်သူနဲ့ကျမစကားမပြောဘူးပေမဲ့မြင်နေကြတွေးနေကြဆိုတော့ရင်းနှီးတလူလိုတောင်ရှိတယ်苏里嘎အရန်ဆောင်ရတယ်တခါတလေအလုံးနောက်ကြတဲ့အထိပါပဲကားဆောင်နေရတဲ့အချိန်တွေဆိုအမြဲလိုဆိုင်ခင်းနေတဲ့အဲ့ဒီလူကိုကြည့်နေမိတယ်သူ့ပုံစံကပစိုးတူတူနဲ့အသားကမဲသေးကွန်းကလည်းစားသေးသူ့ဆိုင်ကနေကျမတို့အဆောင်ရှိထိကွန်းရလာဝဲတယ်နေပူလည်းအဆောင်မပါမိုးရွာလည်းအဆောင်မပါနဲ့သူစပိန်ပေါ်ဆင်းရင်သူ့ပစိုးနောက်မှာအကွက်တကွက်စပိန်ကိုရေမတုတ်ခဲ့ဘူးထင်ပါတယ်နေတိုင်းသူ့ကိုကြည့်ပြီးပြုံးနေရတာလည်းအလုပ်တစ်ခုလိုပါပဲကျမတခါတလေကားပေါ်တက်တဲ့အထိသူဆိုင်လာမခင်ရင်ကျမလိုက်ရှာနေမိသေးတယ်9နာရီကျော်သွားလို့အလုံးနောက်ကျမှဆိုပြီးဖျက်ဖျက်တဲ့ဒရိုင်ယာယူကာကားကိတ်ကိုအပြေးလွှာထွက်လာခဲ့တယ်ဟဲဆိုင်လည်းမဖွင့်သေးဘူးအဆောင်ပေါ်ပြန်သွားထားရင်လည်းနောက်ကျနေအောင်မယ်ဆိုင်ရှိရဂျိတ်လေးမှာချိတ်ထားခဲ့လိုက်ပြီးဆိုင်ဘုတ်ကအဖုန်းနံပါတ်ယူနေတော့ဆူလေဟာကားကလည်းလာပြီးလိုက်မယ်နေအောင်ကားပေါ်ပြေးတကားကားပေါ်ရောက်မှပဲဟယ်လိုအကိုဒီနေ့ဆိုင်ဖွင့်မှာလားဟုတ်ကဲ့ခဏနေလာမှာပါအလုံးနောက်ကျနေလို့ဒရိုင်ယာကိုဆိုင်အဝမှာပဲချိတ်ထားခဲ့လိုက်တယ်ကြည့်ထားပေးနော်အပြန်ကျဝင်ယူမယ်ကိုအော်ဟုတ်ကဲ့အဲ့ဆိုဒါပဲနော်ဟုတ်သူ့အတန်မှာယောက်ျားတစ်ယောက်ရဲ့အတန်အရေးသွေးရှိတယ်ရှင်းလင်းပြတ်သားတယ်ပြီးတော့နားထောင်လို့လည်းကောင်းတယ်အလုပ်ကအပြန်အကိုမနက်ကဒရိုင်ယာလေးတွေ့လားဘယ်လောက်ကြာလဲရင်ကြည့်တော့မကြည့်ရသေးဘူးဟဲဘယ်လောက်ကြာမှလဲရင်ခဏပါပဲထိုင်ခုံလေးဆွဲယူပေးတယ်ဘလို့ဖြစ်သွားတာလဲမသိဘူးလေဟမ်အော်မေတကယ်မသိတာတုံးနေရင်ရက်သွားတာနေမှာအင်းဟုတ်ပြီကွန်းတမျိုးနဲ့ပြောနေတဲ့ပုံကအချစ်စရာသိကောင်းလို့နေဖနက်တော့ကနာတာနဲ့ကျိုးဖြီပြီးခဏချွတ်ထားလိုက်မိတယ်သူဒရိုင်ယာကိုဖြုတ်ပြီးစမ်းနေတဲ့အချိန်ကျမသူ့ကိုငေးကြည့်မိသွားခဲ့တယ်သူမှာမျက်ဝန်းညိုတွေရှိတယ်ပတိုင်မွေးမုတ်စိမ်မွေးတွေလည်းအများကြီးပဲနှကန်းတွေဟာကွန်စားထားတော့ရဲပြီးစိုးနေတယ်စွကြည်အဖြူလေးဝတ်ထားတာမို့သူ့ရဲ့ရင်ဘက်ကနှက်မောင်လာတဲ့အမွှေးရှည်ကြီးတွေတောင်အထင်းသားတွေ့နေရတယ်ရပြီညီမရပြီလို့အော်ဟုတ်စမ်းပေးလိုက်မယ်နော်ဒရိုင်ယာကိုမီးပလက်ပေါက်ထိုးကသူ့ရဲ့စပင်တို့များကိုစမ်းပြနေတယ်ငေးကြည့်နေမိတာဘလောက်များကြာသွားတယ်လဲမသိညီမရှင်ရပြီနော်အော်ဟုတ်ဟိုကဘလောက်ကြာလဲရတယ်မပေးနဲ့တော့ဟာမဟုတ်တာရတယ်လို့အော်အင်းအဲ့ဆိုလည်းပြီးရောကျေးဇူးနော်ဆိုပြီးဒရိုင်ယာကိုသူ့လက်ထဲကယူကလှည့်ထွက်လာခဲ့တယ်ဆိုင်ရှိရမှခြေထောက်မှာဖက်နဲ့မပါမှန်သတိထားမိပြီးဟီးဖက်နဲ့လက်ညှိုးထိုးပြလိုက်တော့ပြုံးချင်းကြည့်နေပုံကအလွန်ပဲနှစ်လိုဖွယ်ကောင်းလာပြန်တယ်အကြည့်ချင်းဆုံလိုက်ချိန်မှာရင်ထဲကအတန်တခုကြားလိုက်ရတယ်ဟုတ်တယ်အဲ့ဒီအပြုံးကြောင့်ကျမရင်ခုန်တက်ခဲ့တယ်သွားလာအောင်မယ်နော်သူကောင်းတာညှိပြပြီးကျမရှက်သွားမှဆိုလို့ထင်တယ်ဘာမှဆက်မပြောပဲပြင်းစရာရှိတာဆက်ပြင်းနေတယ်ဖက်နဲ့ကိုကောက်ယူပြီးစီးတာမစီးတော့ပဲခြေကနေလှည့်ထွက်လာခဲ့လိုက်တယ်သူကျမကိုကြည့်နေမှလားရီနေမှလားလမ်းရဲ့အပူညနေနေအကြရဲ့အပူလူတွေရဲ့အကြည့်ကျမဘာမှမခံစားမိတော့မေးငယ်ရောက်ပြီအေးရေချိုးလာအောင်မေထမင်းခူးထားနေလိုက်မယ်မေပဲစားလိုက်တော့ငယ်အပြင်မှာစားလာတယ်သူဒီနေ့လာကြွယ်လေဒါနဲ့ပဲအတူတူစားလိုက်တာဖုံးဆက်မလို့ပဲငယ်ကကောင်လေးရှိတယ်သူ့ကောင်လေးနဲ့တွေ့တဲ့ရက်တွေဆိုကျမနဲ့အတူထမင်းစားလည်းမရှိဘူးအဲ့ဒီခါကျရင်ကျမစိတ်မကောင်းဖြစ်မိတယ်စိတ်မကောင်းမဖြစ်ပါနဲ့မေရဲ့လာပါငယ်စားနိုင်တဲ့လောက်ထပ်စားလိုက်မယ်နော်ထမင်းစားနေရင်ဒီညလာပညာဆိုတော့ဝရန်ဒါထွက်ထိုင်ကြမလားအေးရေးပြည့်ဟာလောက်ပါဝရန်ဒါတယောက်တည်းဆိုတော့လဲမထွက်ချင်ဘူးဟာအေးပါပြီးရလေခဏပဲနော်ညီနဲ့ရင်အေးမှာည9နာရီလောက်မို့လို့လားမသိဘူးဝရန်ဒါမှာငယ်နဲ့ကျမပဲရှိတော့တယ်ငယ်ပူပူဝလာတဲ့ထင်တယ်သူ့ဘိုက်ခောက်ကလေးကအင်ဂျင်နဲ့ပေါင်းပြီးကြအတင်းထိုးထွက်နေတော့တာပဲည9နာရီကျော်ဆိုတော့ပတ်ဝန်းကျင်မှာအနှဲငယ်တိတ်ဆိတ်လျက်လင်းတို့အေးလေးတွေဟာကျမခန္ဓာကိုယ်ထဲသို့တိုးဝင်အေးဆန်နေတယ်စကားတွေပြောနေကြရင်အမှတ်မတင်လှမ်းတွေးလိုက်ရတာတခုကြောင့်ငဲဟိုမှာကြည့်လို့မီးကပိတ်လိုက်ဖွင့်လိုက်နေနော်အော်အဲ့ဒါလည်းစစ်ဆိုင်လေးမီးပြင်နေလို့ဖြစ်မှာပါတရေ6တာလားလို့ဟဲပေါက်ရှာကျမအလွန်တရေကြောက်တတ်တယ်
ငယ်ကတရေချောင်ရင်တောင်6လို့6မှမသိတဲ့သူမကြောက်ပါနဲ့မေယာဟိုမှာလူ2ယောက်တောင်ရှိနေတဲ့ဟာဟမ်ကျမပိုးလို့တောင်ပဲမြေလုံးအပြူသားဖြစ်သွားမိတယ်အဲ့ဆိုင်ကကျမမြင်တွေ့နေကြလူ1ယောက်သာရှိတာအခုလူ2ယောက်တဲ့ဟဲ့မေအဲ့ဆိုင်မှာလူ1ယောက်ပဲတွေ့ဘူးပါတယ်ငယ်ရဲ့မျက်စိရလည်းမကောင်းတော့ဘူးလားမသိဟာဟာအမကြီးရဲ့အကိုကြီးရဲ့လေ2ယောက်ဟဲ့2ယောက်ရင်းခုန်နေစင်မှာပဲဆိုင်ဟာမိပိတ်သွားပြီးကျမတို့ရှိတဲ့ဘက်ကိုစပိန်ကလေးရွေ့လျားလာခဲ့တယ်အမျိုးသမီးကအမျိုးသားရဲ့ခါကိုဖက်လျက်တွေ့လားအမှတွေ့ပြီလားဟာဟာတကယ်ပါပဲမေရဲ့ငယ်ကတော့ရီမောနေခဲ့ပြီးကျမကတော့တိတ်ဆိတ်သွားခဲ့တယ်တဖြည်းဖြည်းဝေးကွာသွားတဲ့စပိန်လေးကိုငယ်ရင်းနဲ့ပေါ့မော်နင်းမီအချင်မှုတူနဲ့ဖြေလိုက်မိတယ်ခုတလောလိုင်းကားတွေမှာအလူရက်တွေများနေတယ်နော်မေဂယူဆိုင်တကူဆိုကားပေါ်တန်းစင်းတိလားအမငယ်ရောဂယူဆိုင်မေကဒီနေ့မသွားဘူးကိုလက်တွေမသေးခြင်းလို့လေဟဲဟုတ်လားနဖူးကိုလာဆန်းပြီးဆေးကြိုတောက်ထအောင်ညနေမှမတက်တာစီကန်းသွားကြမယ်အပြန်ပါဝဲခဲ့ရမလဲဘာစားခြင်းလဲရတယ်ငယ်ဆေးတောက်ပြီးအိတ်လိုက်မယ်တက်တာသွားမှာပါအမတက်တာအဲ့ဆိုလဲသွားရမယ်နော်ဟုတ်ဂယူဆိုင်တော့ငယ်ကားပေါ်မှာအမမေမနက်စာထစားပြီးဝရန်ဒါမှာလမ်းခဏလျှောက်တော့အခုဆိုင်ဘက်ကိုကြည့်လိုက်ပြီးတော့ဆိုင်ရမဖွင့်သေးကျမ်းမြေဟာနေပူနေတယ်ဒါပေမဲ့6ရောက်တရာမရွေ့အခုအလာကိုစောင့်ချင်ပုံရတယ်ခဏအကြာကားလမ်းတစ်ဖက်မှာအခုစပိန်နင်းလာတာကိုတွေ့လိုက်ရတယ်ကျမသူ့ကိုကြည့်နေသလိုသူလည်းကျမကိုကြည့်နေမှာပါပဲအခုစပိန်နောက်မှာကုန်တင်ကားကြီးတခဏလေးအတွင်းမှာစပိန်ဟာကြိုက်ခွက်တဲ့သူတစ်ချက်ချော်သွားတော့ကျမရင်နဲ့ထိတ်ကနေလန့်သွားမိတယ်အကောကစပိန်ကိုပေးချရလာပြီးကျမကိုလှမ်းပြုံးပြသေးတာအဆောင်ရှိရကွမ်းရဆိုင်အထိစပိန်တွန်းလာပြီးကုန်းဝယ်ကစပိန်လေးကိုပြန်နှင်းသွားတယ်။သူပြုံးပြလိုက်တဲ့အချိန်ကျမရင်ထဲကကန့်ညိနေတဲ့လက်ပြားပေါင်းများစွာဟာတဖန်ပြန်လှုပ်ရှားပြန်ဝဲကုန်ကြတယ်။အကြောင်းမရှိအကြောင်းချဝရန်နာမှာကျမအလုပ်လုပ်နေပြီးစေးတောက်ဖို့လည်းမေ့နေခဲ့တယ်။ကျမလိုပဲသူလည်းဆိုင်ရှိထွက်ပြီးဟိုဟာရှာတီယာရှာနေပါပဲ။အော်ဒရိုင်ယာဟုတ်ပြီ။နေရနဲ့တစ်ချက်ထုတ်လိုက်တယ်။ပြန်ဖွင့်ကြည့်လိုက်တော့ဆက်ကလည်းနေသေးနောက်ထပ်4-5ချက်လောက်ဆင်းကခါပြီးထပ်ထူပြလိုက်တော့အထက်ရတစ်ခုခုပြုတ်သွားတာထင်ပါရဲ့တစ်ချက်ချက်မြည်နေတယ်ကျမအပြေးဆင်းသွားပြီးအကိုပြတ်သွားလို့ဆိုပြီးဒရိုင်ယာလေးထောင်ပြလိုက်တော့သူပြုံးသွားတယ်စောင့်ယူသွားမှလားဟုတ်ကိုတမင်ဖြတ်လာတာတော့မဟုတ်ပါဘူးနော်ဖြတ်စီရလားအကိုကလည်းလွယ်လွယ်များထင်နေလားခက်တယ်ပေါ့ဟာမဟုတ်ပါဘူးဆိုဟာသူအတန်ထွက်ပြီးရီမောသွားတယ်ပြီးတော့ကျမဘယ်လောက်ကြလဲမပေးနဲ့ရတယ်ကျေးဇူးပါအကိုပြန်ပြေးထွက်လာခဲ့တယ်။နောက်ကိုတစ်ချက်မှလည်းမကြည့်အဆောင်ဝါရောက်မှမေပါသွားဝယ်ရလဲဒရိုင်ယာသွားပြင်လာမေသုံးနေနဲ့ထပ်ပြီးရက်သွားလို့အမလာမေကြိုက်တဲ့တန်ပေါက်ပါတယ်ချစ်ပြီးမွညာလိုက်လို့ကျမနဲ့ငယ်ဟာရန်နာမှာထွက်စကားပြောဖြစ်ကြတယ်။ငယ်မထိုင်ရင်လည်းကျမတယောက်တည်းပဲသွားထိုင်နေခဲ့တယ်။ကျမတို့2ယောက်ရှိကဖြတ်သွားတဲ့စပိန်လေးဟာလည်းတစ်ခါတလေ1ယောက်တည်းတစ်ခါတလေ2ယောက်အမျိုးသမီးကအမျိုးသားရဲ့ခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးစပိန်ပေါ်မှာပါသွားတဲ့နေ့တွေဆိုကျမရင်ထဲမှာစူးတွေစိုက်နေတဲ့အလားနာကျင်ခဲ့ရပြန်နေပြန်တန်းနေတဲ့လက်ပြငယ်လေးတွေလည်းစူးတွေထိကုန်ကြတယ်စာရေးမယ်ဆိုပြီးအလုပ်လည်းမသွားပဲအခန်းထဲပဲအောင်းနေမိခဲ့တယ်ငယ်ကတော့ကျမအတွက်မနက်စာလုပ်ပေးပြီးအလုပ်သွားရှာပြီးမနက်စာစားပြီးဝရန်ဒါကိုထွက်ကလမ်းလျှောက်နေမိတယ်အခုဆိုင်ကိုကြည့်လိုက်တော့အချိန်က12နာရီကျော်နေပြီးဆိုင်ကမဖွင့်သေးဟယ်လိုအကိုပစ္စည်းဝယ်ခြင်းလို့လေဆိုင်မဖွင့်သေးရလားဟုတ်ခဏနေမှထွက်လာမှာဘာဝယ်မလို့လဲအရေးကြီးလားအရေးမကြီးပါဘူးရတယ်အကိုမိပလက်ကောင်းလေးဝယ်ခြင်းလို့ခဏလေးမှလာခဲ့နော်ဟုတ်ဒါပဲနော်အကိုဟုတ်တိတ်မကြအကိုဆိုင်လာဖွင့်နေနောက်ကလိုက်သွားပြီးမိပလက်ကောင်းတစ်ခုခုနကဖုံးဆက်တာမင်းလားဟုတ်ခဏတော့ဆိုင်ဖွင့်အောင်မယ်ဟုတ်ဒရိုင်ယာပြတ်သေးလားပြုံးရီကသူ့မေးတယ်မပြတ်တော့ဘူးအကိုဒီလိုနဲ့ကျမဟာအကြောင်းမရှိအကြောင်းရှာဈေးသွားဝယ်ပြီးမိပလက်ကောင်းများလဲကျမစီမှာပေါင်အောလို့ပါပဲဝယ်စရာမရှိရင်လဲဝရန်ဒါမှာသူ့ကိုထွက်ငင်းမောနေမိတယ်သူ့ဖုန်းနံပါတ်လေးကိုလည်းအမည်မသိပေမဲ့ content ထဲမိသိပုံလေးတွေနဲ့မှတ်ထားလိုက်တယ်အပိုင်းနဲ့အချက်ဟာအီးများလောက်နာကျင်ရတယ်ကျမအိတ်နဲ့ကအကိုဆိုင်မှာမရှိမပစ္စည်းတစ်ခုကိုမေးလိုက်ပြီးအကိုဘိုင်ဘာသုံးလားမေပုံပို့ပေးလိုက်မယ်အဲ့ဒါလေးလိုချင်လို့မှားပေးပါလားရတယ်မဟုတ်လားအရေးကြီးနေလို့လေပို့လိုက်လေသူစကားလူရင်းတူရှင်ပြတ်သားလာတယ်ဟိုင်းအကိုမေးပါပစ္စည်းမှာထားတာလေဒါလေးအကိုဈေးတွေရောစိုက်တွေရောသိချင်လို့မိဝိုင်းပုံစံလေးပို့ပေးထားလိုက်တယ်အကိုကဘိုင်ဘာတိတ်မသုံးဖြစ်ဘူးတင်တယ်ကျမစာပို့ပြီး2ရက်လောက်ကြာမှပြန်စားလာတယ်ရှာပေးမယ်ရှာမရရင်သွားမေးပေးမယ်အကောင်းပြောနေတာအကိုစမနေနဲ့
ကိုလည်းအကောင်းပြောနေတာပါကျေးဇူးပါရှာပေးမယ်ဆိုရင်လည်းကျမအလုပ်သွားချိန်တိုင်းအကိုကိုပုံမှန်တွေ့ရတယ်အလုပ်ပြန်ချိန်တွေမှာလည်းအကိုဆိုင်ရှိရပဲဖျက်ရှောက်မိခဲ့တယ်တခါတလေအမျိုးသမီးတူကိုပါအကိုနဲ့ရှင်တွဲတွေ့ရတယ်အမေအတူစားနေပြီးရီရီမောမောစကားပြောနေကြတယ်အဲ့ဒီအခိုက်အကျန့်တွေဟာအသက်ပါပျောက်သွားနိုင်ပါလေအဲ့ဒီအမျိုးသမီးဟာဘသူလဲရေရရလည်းမသိအကိုနဲ့ပါတော်တလဲတေးသေးချာချာလည်းမသိဘာကြောင့်မို့အတူရှိနေရတာလဲတစုံတစမှတိတိကျကျသိချင်လာမိတယ်အိမ်ညဝရန်တာမှာအတူထားနေရင်ငဲ့ကိုငဲမေလေးလူတယောက်ကိုချစ်မိနေပြီထင်တယ်ဟဲဘသူလဲရင်မေပြောရင်ငဲစိတ်ဆိုးမှလားဘာလို့လဲဘသူမို့လို့လဲမေခုနောက်ပိုင်းဝရန်တာကိုထွက်ထွက်ထိုင်ချင်နေတာဘာလို့လဲသိလားဟင်းအင်းတတိတော်ထားမိပါတယ်ဒါပေမဲ့လင်းချင်းခံချင်လို့ပဲလို့ထင်တာအဲ့ဒီချိန်မှာစပိန်ကလေးဟာကျမတို့ရှိရဘက်ကိုတဖြည်းဖြည်းရွေ့လာနေခဲ့တယ်သူပေါ့ငယ်မေသူ့ကိုချစ်မိနေပြီထင်တယ်ဟာဟာမေရဲ့ငါ့ကိုလာနောက်မနေပါနဲ့ရုပ်တည်ကြီးနဲ့တော်စက်မှာဟာမဟုတ်ဘူးငယ်မေတကယ်ပြောနေတာမေသူ့ဖုန်းနံပါတ်ကိုသိတယ်ဘိုင်ဘာမှာလည်းစကားပြောဘူးတယ်အကြောင်းမရှိပဲလဲသူ့ဆန်ကိုဈေးတော်ဝယ်မိနေတာငယ်ရဲ့မီးပလက်ကောင်းတွေလေမယုံမနောက်ဆန်းတဲ့မေရဲ့အခန်းထဲပြေးဝင်ပြီးမီးပလက်ကောင်းတွေနဲ့ကောင်းအောက်ကစာအုပ်ကလေးယူကဒီမှာကြည့်ငယ်မေမညာဘူးစာအုပ်လေးယူကငယ်အစပိုင်းလေးဖတ်လိုက်ပြီးမလုပ်ပါနဲ့သူ့မှာမိန်းမရှိရထင်တယ်မေနာကျင်ရလိမ့်မယ်သူလူလူဆိုရင်တော့တော်သေးတယ်အခုကဘာမှမသိဘူးပြီးတော့သူကမေးကြိုက်တဲ့ပုံစံမဟုတ်ဘူးလေဒီလောက်တာတေးလန်နေတဲ့ဟာကိုအချစ်ကပန်းချကတ်တန့်လို့မှမရတာငယ်ရဲ့သူ့မှာအမျိုးသမီးရှိနေမယ်ဆိုရင်တောင်ဒီအချစ်ကိုမေတမင်လို့ယူခဲ့တာမဟုတ်ဘူးလေနှလုံးသားရဲ့ဆေးရအတိုင်းပဲချစ်ခဲ့တာချစ်မိသွားခဲ့တာပြဿနာတွေဖြစ်လာရင်မေအရှက်ရဒုက္ခရောက်လိမ့်မယ်တတိတွေမရှိစမ်းပါနဲ့ရှေ့ဆက်မတိုးနဲ့အောင်အရင်ဆုံးသေချာအောင်လေ့လာကြမယ်လေနော်ကြောက်နေလဲရှေ့ဆက်တိုးမိတာရုံးလေနစ်လေဆိုတာတွေကအချစ်ရဲ့သဘောတရားတွေပဲလေအကွဲလာတဲ့နှလုံးသားနဲ့အတူမျက်ရည်ကျရင်အတန်တွေဟာတိမ်ဝင်သွားခဲ့တယ်နှစ်ယောက်လုံးတိတ်ဆိတ်လျက်မငိုပါနဲ့မေရဲ့ကျမနိုးတော့အိပ်ရတယ်ကျမအိပ်နေတာကိုငယ်ထိုင်ကြည့်နေပုံရတယ်ဟင်ငယ်လုံးမသွားဘူးလားဟင်းအင်းစိတ်မပါလို့မေငယ်စဉ်းစားနေတာအင်းအဆောင်ပြောင်းမလားလို့ကျမထထန်လိုက်ပြီးဘာလို့လဲငယ်ညငယ်အိတ်မပြောဘူးစာအုပ်ကိုဆက်ဖက်လိုက်တယ်တကယ်ပါမေကိုမနာကျင်စေချင်ဘူးမျက်ရည်မကျစေချင်ဘူးမေလိုမင်းကလေးကကြိုက်တဲ့ကောင်ကိုရွေးယူလို့ရပါတယ်ပြီးတော့သူကမေကြိုက်တဲ့ပုံစံလည်းမဟုတ်ဘဲနဲ့ဟုတ်ပါတယ်ဒါပေမဲ့မေစိတ်မှာသူ့အမတတိတရားရှိနေတာသူ့အမဆွဲလန်းနေတာငယ်ရဲ့အဲ့အကြောင်းပြောတာအဆောင်ပြောင်းမယ်လို့မြင်နေရရင်ပိုဆွဲလန်းသွားလိမ့်မယ်ဘာမှမဆခင်ဘာမှမဖြစ်ခင်တောင်မေတလောက်နာနာချင်းချင်းဖြစ်နေရတာမျက်ရည်ကျရတာတကယ်ငယ်လို့ထင်တယ်လို့သာအမျိုးသမီးရှိတယ်ဆိုသွားပြီမေသူ့ကိုချစ်နေပြီပြီးတော့ငယ်ပြောဖို့ရလေအချစ်ဟာပျော်ရွှင်မှုနာကျင်မှုဝေးကွာမှုရနဲ့တွန်းတွဲနေရဆိုမဟုတ်ဘူးမေတော်ပါတော့ငယ်ရဲ့ဒီနေ့အပြင်သွားရအောင်လေနော်ငယ်သွားချင်လို့လားစိတ်ပြေလက်ပြောက်ပါမငိုပါနဲ့တော့ငယ်ရဲ့ညရည်များဒုက္ခချက်ချင်းစကားကိုဖြတ်ပြောပြန်နေမိကိုလိုက်နေတဲ့လူတွေရှိရလေအစဉ်ပြင်းမဲ့တဲ့ကိုတွဲကြည့်ပါလားပြင်းပြင်းလက်ခံစကားပြောကြည့်ပါလားဟင်းအင်းကိုစိတ်ပျော်ဖို့တခုတည်းနဲ့သူများကိုမကစားချင်ပါဘူးငယ်ရဲ့မဟုတ်ဘူးလေမေရဲ့ငယ်ပြောတာကတော်ပါတော့ငယ်မိကိုအဲ့လိုတဲ့အတင်းကျပ်ပြောနေတာမိတကယ်မကြိုက်တော့ဘူးမိငယ်ကိုအဲ့လိုတခါမှမပြောဘူးနော်မဟုတ်ပါဘူးငယ်ရဲ့အဲ့ဒါဟုတ်ကောင်ကြောင့်ဒင်းမွေလို့ငယ်အဲ့လိုတွေမပြောပါနဲ့ကွာပြောချင်မိကိုပြောပါ तू ကအေးဆေးပဲကိုကပဲကိုယ်နှလုံးသားပဲဖြစ်နေတာငယ်ရဲ့နေရာလုံးကလေးမကြောက်ခိုင်းကငုံမိကြပြန်နေအိမ်နောက်ငယ်ကအကိုဆိုင်ရှိရတောင်ဖြတ်မသွားတော့ဘူးကျမမေးဖြတ်ဖို့ရာသူ့ရဲ့အတီပေါင်းများစွာနဲ့မိတ်ဆက်ပေးတယ်ကျမကတော့အကိုကိုပဲတတိယနေခဲ့တယ်တစားစအကိုနဲ့ကျမဟာစကားတွေပြောဖြစ်ခဲ့ကြတယ်တခါတလေဖုန်းခေါ်တယ်တနေ့တစ်ခါမကနှစ်ခါမကပြောနေရင်ဝေသူလာလို့ချလိုက်ရပြန်ခေါ်ရနေပါပြီဘာမှထူးတဲကိုတရားမပြောကြပေမဲ့သူဖုန်းဆက်တယ်ကိုင်းနဲ့တခါတလေကျမဆက်တယ်တယောက်အကြောင်းတယောက်ပြောတယ်ဒီလောက်ပါပဲအိမ်ညာအခုစီကဖုန်းဝင်လာတယ်ငယ်တိမှဆိုလို့ဝရန်တာမှာဖုန်းထွက်ပြောတယ်ဒါမဲ့ငယ်ကြည့်နေပုံကအကိုဆိုတာတိနှင်နေပုံရတယ်အိမ်ညာမှာတိတိကျကျအကိုနှုတ်ကထွက်လာတဲ့စကားဟာကိုအသက်ဘယ်လောက်ရှိပြီထင်လဲ28 29ဟီဟုတ်လား34နှစ်ကျော်35ထဲဝင်နေပြီကွပြီးတော့မင်းသိချင်လဲသိလိုက်မယ်မသိရသေးရင်လည်းအခုပြောပြမယ်ကို့မှာအမျိုးသမီးရှိတယ်အိမ်တော်တက်က10နှစ်ကျော်ပြီလေနားရဲခါလာတယ်ခေါင်းတွေထူပူသွားပြီးအကိုပါဆက်ပြောနေတယ်လေကျမမကြားရတော့ရင်ထဲမီးများထလောင်တော့မယ်အလားငါမားပြီဆိုတဲ့အုံနောက်ကတတိပေးတဲ့ရှင်မတ်ထဲကဆူညံတန်များရောထွေးနေခဲ့တယ်
ညရဲ့တိတ်ဆိတ်အေးဆက်မှုတွေတောင်ကျမရင်ထဲကအပူဒဏ်ဆူညံတန်တွေကိုလွှမ်းမိုးမသွားနိုင်ခဲ့နှခမ်းကိုလက်နဲ့ပိတ်ကမျက်ရည်များကျရင်အမောင်ထဲရှိုက်တန်ရဲရဲသာထွက်ပေါ်နေခဲ့တယ်တညလုံးဝရန်တာမှာထိုင်နေခဲ့ပြီးမနက်၄နာရီမှငဲအတွက်ထမင်းထုတ်ထလုပ်ပေးနေချင်းဟင်အစောကြီးနိုးနေရလားမေဟုတ်လို့လားမေရဲ့ညရေကမအိပ်တာလားယင်မျက်ကွင်းနေလဲညိုးလို့မဟုတ်ပါဘူးအိပ်ပါတယ်စိတ်ကူးပေါက်တာနဲ့ငဲအတွက်ထမင်းထုတ်ထလုပ်ပေးနေတာအင်းမကျေးဇူးတော်မေငယ်ရေးချိုးမယ်ခဏနေတော့ဝရန်တာအဆောင်ကိုယူလာပြီးပြောတော့အိတ်တယ်ဆိုအမအိတ်လိုက်တာမေဟုတ်တယ်ဆိုဆောင်ယူပဲအမပဲအိတ်လိုက်တာတရေကြောက်တတ်တဲ့သူကအမအိတ်တယ်ဘယ်တော့အဲ့လိုအိတ်ဘူးလို့လဲမညာပါနဲ့မေရဲ့မေအိတ်မရလို့ပါမေရလဲကွာထားပါငယ်ရလာမနဲ့စာစားတော့အလုပ်သွားတဲ့အထိငယ်မျက်နှာမကောင်းနှုတ်လဲဆက်မသွားဘူး9 နာရီလောက်ကျကျမအလုပ်သွားဖို့ပြင်ဆင်ပြီးအိမ်ကအထွက်တတိကက်ခဲ့တယ်အကောကအမျိုးသမီးရှိတယ်ဆိုပြီးတော့ပေါ့ကားဂိတ်မှာကားဆောင်ရင်တစ်ချက်အကိုကိုခိုးကြည့်နေမိပြန်နေအကိုလည်းကျမကိုကြည့်နေတာမို့အကြည့်ချင်းစုံသွားချိန်မှာတောက်နေတဲ့ပိန်းတို့ဘူးကိုတောက်မလားဆိုတဲ့ပုံစံနဲ့မြောက်ပြတော့ကျမကခေါင်းရမ်းပြလိုက်တယ်နေရောညပါအောင်းနှောင်းတဲ့နှလုံးသားဟာအပြိုင်ဆုံးပြတ်နေရပြီးတတိတရားထားလိုက်ပျက်စီးသွားလိုက်နဲ့ကျမပြားများနေခဲ့ရတယ်ကိုအင်းလို့မထူနဲ့ပြားလို့ထူကိုပြားမေတို့အခုလိုပြောနေဖို့မသင့်တော်ဘူးထင်တယ်နော်အကိုအမျိုးသမီးမရှိဘူးလားမရှိတဲ့အချိန်ဆက်တာပေါ့ကွာအကိုဆိုင်ကနေမေကိုမြင်ရလားမြင်ရတယ်ကိုအမြဲလှမ်းကြည့်တယ်မင်းလည်းကိုကိုကြည့်မယ်လို့ကိုထင်တယ်မညာပါဘူးမေလုတ်ကအချိန်ပိုင်း10 နာရီကနေ3 နာရီအထိပဲလေဆိုတော့ရန်နာမှာထိုင်နေရင်အကိုကိုမြင်နေရတယ်ဘာရမဟုတ်ဘူးထိုင်ကိုကြည့်နေဖြစ်တာဆိုပြီးပွန့်ပင်လင်းလင်းဝန်ခံလိုက်တယ်စကားပြောနေကြရင်အကိုကလွန်ခဲ့တဲ့10 နှစ်တောင်မင်းပဲရောက်နေခဲ့တာလေအိစကားဟာသူ့ရင်ထဲမှာရှိတဲ့အရာရာတိုင်းကိုကျမစိတ်ထဲကိုရောက်အောင်ပို့ပေးနိုင်ခဲ့တယ်တခါတလေမင်းကိုတတိရတယ်ဒါပေမဲ့မင်းကိုနစ်နာပါစေထိခိုက်ပါစေဆိုတဲ့ရည်ရွယ်ချက်မရှိဘူးဘာကြောင့်ကြည့်မိနေရလဲဘာကြောင့်တတိယနေရလဲကိုမသိဘူးကိုစကားအဆုံးမှာ2 ယောက်လုံးတိတ်ဆိတ်လို့ကိုနဲ့ကျမဖုံးပြောတဲ့အချိန်တွေကည12 နာရီ1 နာရီတခါတလေ2 နာရီအထိကျမအေးရဲမှတ်တဲ့သူမို့ညဘက်အစောကြီးအိတ်တက်တယ်အကိုစီကစာဝင်တန်ကြားရင်တရေနိုးလဲစိတ်မှာရှင်လန်းနေရောကျမရဲ့အိတ်ကောင်းတဲ့အချိန်တွေကိုအကိုအတန်နဲ့လဲခဲ့တယ်မေးအပြင်မှာအရန်အေးတယ်အထဲဝင်ပြောပါလားရတယ်ငယ်ကဆောင်ယူပြီးကျမခန္ဓာကိုယ်ကိုပတ်ပေးသွားတယ်တလောက်ကလုံးကိုမေ့ပြီးရင်ထဲမှာကန့်ညင်နေတဲ့လက်ပြားပေါင်းများစွာဟာပြန်ဝဲနေတယ်ပေါ့ပါနေတယ်ပြီးတော့ပျော်ရွှင်နေတယ်အကိုအတန်ကိုကြားနေရတာနဲ့တင်ကျမကဘာဟာအရာရာပြည့်စုံနေခဲ့တယ်နှလုံးသားဟာသာအနာရနေခဲ့ပြီးဒီလိုနဲ့3 ရက်4 ရက်5 ရက်6 ရက်အကိုမှပြောစရာရှိလာရင်ကျမအမေရဲ့အဆုံးအချစ်ဆိုတာမပြောလဲသိနိုင်တယ်တဲ့ဒါပေမဲ့ကျမစကားမဆက်ခင်မှာပဲအကိုကကိုမင်းကိုချစ်တယ်တကယ်အယမ်းချစ်တယ်မေအတန်ဟာစောစောအထက်ပိုတိုးသွားတယ်ဘာလို့တိုးတိုးလေးပြောတာလဲအကိုအဲ့လိုတိုးပြီးပြောရင်ရင်ထဲပိုရောက်တယ်တဲ့တစ်ချက်ပြောင်းလိုက်မိတယ်ရင်ထဲလည်းနှွေးထွေးသွားတယ်ဒီစကားတွေဟာဖြူစင်ပါတယ်လို့ကိုပြောမထွက်ပါဘူးဒါပေမဲ့မင်းကိုမနာကျင်စေချင်ဘူးဒါတော့ယုံပါပြီးတော့မင်းချစ်မချစ်ကိုနှလုံးသားထဲမှာတော့မင်းကိုသေးတဲ့အထိချစ်သွားမှာပဲဘလို့များပြောလိုက်တယ်လေကိုရဲ့ချစ်တာပေါ့မေသိချစ်တာပေါ့ဒီအချိန်မှာအချစ်ကိုချစ်တယ်လို့ကျမအယိုးသားဆုံးဖွင့်ပြောခဲ့တယ်ပါစီပါပေါင်းနဲ့မှအချစ်ကိုမတိုင်းထွာခဲ့ဘာအမည်မှလည်းမတိုက်ခဲ့ဘူးကိုမင်းရဲ့ပေါ်မတရားရာကြနေမလားဘာလို့လဲကိုမင်းကိုဒီတားလေးပဲရှိစေချင်တယ်ကျမကပွန့်ပွန့်လင်းလင်းပဲပြန်ပြောလိုက်တယ်ကိုကိုတကယ်လဲချစ်တယ်ကိုကလည်းပြန်သဘောကျနိုင်တယ်ဘဝကိုဖူဖူလုံလုံထားနိုင်ရင်ယူရမှာပဲကိုမဖြစ်နိုင်တဲ့တစုံတစ်ယောက်ကိုရင်ထဲမှာထားပြီးလွမ်းမေဖြစ်နိုင်တဲ့တစုံတစ်ယောက်ကိုအနားမှာထားပြီးပါရမီဖြစ်မယ်ဘဝတွေဟာဒီလိုပဲရှင်သန်ကြရတာမဟုတ်လားကိုရဲ့မင်းအစဉ်ပြင်းနေကိုကျင်တတ်ပါတယ်ပြောင်းနေပါကလေးရဲ့ကိုကတော့မင်းကိုအမြဲတည်းရနေမှာပြီးတော့ဆက်ချစ်သွားမှာပါသက်ရှူတမ်းများရက်တက်နဲ့ထီအောင်မွန်းချက်ခဲ့ရတယ်မျက်ရည်တွေပါးပင်ပေါ်ကျဆင်းလာပြီးကျမသိလိုက်ရတယ်အချစ်ဆိုတာဤများလောက်နာကျင်ရတယ်အပိုင်း3 Only love can hurt like that အိမ်ထဲကအကိုနီညိုရောင်လေးဝတ်ထားတယ်အကိုနဲ့တိတ်လိုက်တာပဲကိုဒီနေ့တငယ်ချင်းတွေအိမ်သွားအိမ်မှာလို့အကိုစီကစာဝင်ထားတယ်တောက်မယ်စားမယ်ပေါ့ဟုတ်တာပေါ့ဗျာဆိုင်သိမ့်ပြီးကျမရှိရသူစပိန်လေးနဲ့ဖြတ်သွားတယ်ကျမကိုကြောခိုင်းပြီးတဖြည်းဖြည်းဝေးကွာသွားတယ်ပြီးတော့ပြက်ကွယ်သွားတယ်တ
တစ်ချက်ကလေးမှပြန်လှည့်ကြည့်ကိုရောက်ပြီးရှော့တောက်နော်တောင်းခွက်ထဲတောက်မှာဟုတ်ပါပြီမိကိုတတိယနေရလားရတာပေါ့ရလို့လိုင်းခဏခဏတက်လာတာဆော့ဆော့လက်အနားယူအောင်ကိုဟုတ်ကဲ့ပါဖုံပြောခြင်းတွေဟာညာပိုင်းတွေမို့အကိုအားတဲ့အချိန်ကိုပဲစောင့်ရတယ်အေးရေးလေးပြက်တစ်ခါတလေဖုံးတွေလက်ကြတဲ့အထိကိုလည်းခက်ခဲကျမကိုဆက်သွယ်ရဖို့ကြိုးစားနေရမှာကိုလည်းကျမတွေးမိခဲ့တယ်ကျမကိုယ်တိုင်ကြတော့လည်းမခေါ်ရင်အကိုစီကဖုံးအဝင်စာဝင်သာစောင့်မျှော်ခဲ့ရတယ်နောက်နေ့မနေ့မုံကုတ်ကုတ်နဲ့မျက်နှာကြီးတင်းမာပြီးစောင့်ဖွင့်နေတာကိုတွေ့လိုက်တယ်ကျမဝရန်နာကနေဖုံးလေးထိုင်ပြီးလိုင်းတက်ဖို့အချက်ပြလိုက်တော့အကိုဘာဖြစ်နေရလဲမျက်နှာကြီးကတင်းမာပြီးတော့အေးရေးမွားလို့လေသူ့အဖေကတိတ်ချစ်စရာကောင်းလို့နေအကိုဗျာမိမွေးနေကိုမှတ်မိလား1988နှစ်လပိုင်း12ရက်လီမစင်စားမတွေ့ဝဲပဲခုနှစ်တစ်ခုကိုသူချက်ချင်းပဲရွတ်ပြတော့ကျမအံ့ဩသွားခဲ့တယ်ကျမအကိုကိုတခါပဲပြောဖို့ပဲမဲ့အကိုအလွတ်ရနေခဲ့တယ်ကိုမွေးနေကိုတော့မနေစဉ်းစားရတဲ့အမျိုးသားဟာကျမမွေးနေကိုတော့အလွတ်ရနေတဲ့နေ့ရက်အတိုင်းမှာအုံနောက်နဲ့နှလုံးသားအချိန်ပြည့်လွန်ဆွဲနေကြတယ်ကျမနှုတ်ကအကိုမင်းနဲ့စကားမပြောဘဲနေနိုင်လားနေနိုင်ရင်နေလိုက်ပါတော့လားယင်မနေနိုင်လို့ပေါ့ကွာမနေနိုင်လို့ပေါ့တိမ်ဝင်သွားတဲ့အတန်တွေဟာခြေကွဲလန်းစွဖွယ်ကောင်းနေတယ်နှစ်ယောက်သားတိတ်ဆိတ်သွားပြီးအတော်ကြာမှကိုမင်းစကားကိုနားထောင်နေတော့မင်းမြင်နေကြားတယ်မဟုတ်လားမသိချင်အောင်ဆောင်ပြီးကျမဘာတွေလဲယင်ဟာကိုစပိန်ကိုရေးတုပ်ပြီးစီးရလေနေပူပူမိုးရွာအဆောင်ပါတယ်လေကုန်းလဲလျှော့စားတယ်ဆိုင်လဲအစောသိမ့်နေကွာမင်းမတွေ့ဘူးလားအဲ့ဒါဘာဖြစ်လို့လဲအကိုအထူးဆန်းမှမဟုတ်ပဲအကိုအတွက်ကောင်းတာပဲဟောအဲ့ဒါမင်းစကားကိုနားထောင်တာလေမင်းကိုစိတ်ထဲရှိနေရလေကွာမေးသိပါတယ်စားလိုက်တာပါကိုရဲ့မင်းနော်အိတ်တော့နော်ဖုံပြောပြီးကျမအိပ်ရတဲ့ဝင်ချိန်များတွေမှာငယ်နစ်ချက်အိပ်ပျော်နေခဲ့ပြီးငယ်ပချိုင်လေးမမြင်ရတာတောင်ရက်အတော်ကြာခဲ့ပြီးညနေနာရီကျော်မှအိပ်ဖြစ်လာတဲ့ကျမကမနေ့ငယ်ပဲအချင်းအလုပ်သွားလည်းမသိတော့ကျမအလုပ်ချိန်တောင်ကျမအလူရက်ပြေးဝင်နေခဲ့ရတယ်ငယ်ပြန်လာရင်စားကိုထမင်းကြိုခုပေးထားမိတယ်အရင်လိုထမင်းလက်ဆောင်မစားဖြစ်တော့အခုစီယာစားဒါမှမဟုတ်ဖုံးဝင်လာတဲ့အခါချက်ချင်းပြန်ပြောရမှာမဟုတ်ရင်သူမအားတော့မှဆိုလို့အလုပ်တွေကိုကြိုလုပ်ထားရပြန်နေဒါပေမဲ့လည်းငယ်ကအရာရာကိုနားလည်ပေးခဲ့တယ်မေချတော့လေဒီနေ့မေကြိုက်တဲ့အုံလို့ခေါက်ဆွဲချက်ထားပေးရဲ့အများကြီးစားနော်ကောင်မလေးပိန်သွားလိုက်တာဆိုပြီးကျမစပင်ကိုတက်တင်ပေးကငယ်မေကိုဘလောက်ချစ်ဘလောက်ခင်လဲဆိုတာမေသိတယ်မဟုတ်လားမေသိပါတယ်ငယ်ဘလောက်ဆိုရဲဆိုတာကိုသိတယ်မဟုတ်လားမေကိုအရှက်ရစေတဲ့နေ့ငယ်သူ့ကိုတတ်မှာငယ်မေကိုမနာကျင်စေချင်ဘူးတခုတော့အမြဲတည်းထားပါအချစ်ဟာနေရာတိုင်းအသုံးမဝင်ဘူးအချစ်မှာတတိရှိရမယ်အယုံမလွဲနဲ့မေအလုပ်သွားရမယ်နော်ငယ်ကတန်ဖိုးရှိတဲ့စကားများစွာကိုပြောသွားတယ်ငယ်သူ့ကောင်လေးနဲ့ပြတ်သွားပြီလို့ပြောတော့ကျမနှစ်သိမ့်မှုမအားခဲ့အကိုနဲ့ဖုံးပြောနေခဲ့တယ်တောင်းမှန်ပါတယ်ငယ်ရဲ့ကိုဖျားမေလက်ဆောင်ပေးရင်အကိုလက်ခံမလားတသက်လုံးအနားမှာထားမှာပေါ့အကိုကိုနားထောင်စေချင်တဲ့တခြင်းတွေရှိတယ်နားထောင်မလားပြောလေဘယ်တခြင်းလဲ Only love can hurt like that အိညာအကိုနားထောင်စေချင်တဲ့တခြင်းတွေအကုန်လင်းချပြီးပို့ပေးလိုက်တယ်ဆက်လေးဖို့အကိုဟုတ်ကဲ့ပါဗျာတေချာနားထောင်လိုက်မယ်နော်ညတွေမှာကျမဟာကိုထက်အသက်10နှစ်မြတ်ကြီးတဲ့အမျိုးသားကိုအချစ်ရာဆိုရင်ပုံပြင်ဇလန်းတွေအကြောင်းပြောပြနေခဲ့သေးတာအကိုဗျာနားမငြီးဘူးလားမငြီးပါဘူးချစ်စရာလေးဟောင်းအတန်အဆွဲဆောင်မှုရှိတယ်တီတီတတလေးမြောက်ပြီအကိုကတကယ်ပြောတာဖုံးမချချင်လောက်အောင်ပဲဆိုကမှအချိန်ကိုကြည့်လိုက်မိတယ်ကိုမေးပြန်ခေါ်ပေးရမလားနှစ်နာရီကျော်နေပြီဖုံးပြောတာအကိုပေးကုံနေအောင်မယ်လေရတယ်ကုံမစေပေါ့ဟာကိုကလည်းဘယ်ဟုတ်မလဲမေးပြန်ခေါ်ပါမယ်ရပါတယ်ဆိုအမအဲ့ဆိုလဲဟိုဟာလေးတခုမေးလို့ရမလားယင်မေးလေကုန်းပါလို့စားရလဲယောဂါရလိုက်မယ်မစားပါနဲ့လားပြင်းလို့လေဝါနေတာဝါရတာကအရသာရှိလို့ဒါမဲ့ကွာမင်းနားမှာရှင်တော့မင်းနှခင်လေးပြောင်းတတ်မှာပေါ့ဟာအကိုကလည်းအိညာ3နာရီခွဲတဲ့အထိဖုံးပြောဖြစ်ခဲ့ကြတယ်အိတ်တော်တော့တနေ့လုံးပြင်ပန်းထားရတဲ့ထဲဒါပဲလားလေဒါပဲပေါ့ဘာမှပြောစရာမရှိတော့လားပြောစရာတော့ရှိပါတယ်ဒါမဲ့အကိုကကွန်းသူဘက်ကထားရလိုက်တဲ့လမ်းလျှောက်တဲ့ရေခတ်လိုက်တဲ့ပလုတ်ကျင်းတဲ့ကျမအားရပါရရေမလာမိတယ်ရှားပြီးချစ်တယ်ကိုဖုံးပြောလို့ပြီးသွားပြီမဲ့ကျမအိတ်လို့မပြောခဲ့ပါအတွေ့များစွာရှုပ်ရှုပ်ထွေးထွေးတွေးနေမိတယ်အကိုကမိန်းမရှိတယ်ကျမကလူလို့ဘယ်သူမှမသိပါပဲခိုးပြီးဆက်သွယ်နေခဲ့ကြတယ်ဖောက်ပြန်ရရောက်နေပြီးကန်ငါးပါးတဲ့တပားကိုလည်းကျွလွန်နေမိခဲ့ပြီလားဟ
ဟာငါဖောက်ပြန်နေတာမှမဟုတ်ပဲစကားလေးပဲပြောနေမိတာကိုဒါမဲ့နင့်ကိုနေသိရလေမေသိရလေငါသူ့ကိုချစ်နေမိရလေဘာဖြစ်လဲဘသူ့ကိုကြည့်ဆိုင်ရမှာလဲဟိုကနင့်ကိုယူမှာမို့လို့လားယူမှာပေါ့အကွာငါ့ကိုဒီလောက်ချစ်တာနင့်ရောယူမှာလားဘာတွေဖြစ်လာမလဲမတွေးတော့ဘူးလားဘာလို့မမောနေရလဲဘာမှမမတ်မောပါဘူးငါချစ်နေမိလို့ပါငါချစ်နေမိလို့ပါဟာဒီနာကပန်ဝင်းကျင်စီတည်သွားရင်နင်တော့အဆက်ကွဲပြီးနင်နေမဟုတ်ဘူးငယ်ပါသူများတတွေခတ်ထဲမှာတယောက်တည်းမိကုံမောင်းများစွာမင်းရင်ဖြင်းရင်ငိုရင်ရင်နဲ့စူးအောင်လာတဲ့ရန်နာမှာဝန်ကနေပြစ်လဲသွားပြီးထိုင်ရက်သားဆက်ငုံနေမိပြန်နေဟဲ့မေငယ်ထွက်လာပြီးထူပေးတယ်ဒါပေမဲ့မက်တက်ရက်လိုက်ဖို့အားမရှိခဲ့အဆောင်ကတချို့အခန်းတွေမိဖွင့်ပြီးတီတိုးပြောကကြည်နေကြတယ်သူကဘာပြောလို့လဲမေဟင်ဘာပြောလို့လဲသူကပုံမှန်မှာပဲမေကမေအနာဂတ်မေတွေးကြည့်မိတာငယ်သိလားမေအခုကိုချစ်အောင်နေမဟုတ်ဘူးသူ့မျက်လုံးသူ့အတန်သူ့ဟန်တွေမှာမေဆွဲလန်းရွတ်သွတ်နေပြီဆိုတာပြောပြီးဆက်ငုံနေမိပြန်နေငယ်ကတော့တိတ်ဆိတ်လျက်တောက်နဲ့အစော်ကြီးတကားခောက်တန်းကြလိုက်ရတယ်ငယ်ကဖွင့်ပေးလိုက်တော့အဆောင်ရှင်ကညကဘာဖြစ်တာလဲသမီးတို့အော်ဟိုကမေနေမကောင်းလို့မူးလေးရအန်ဒီခုနားနေရဲ့အော်ဟုတ်လားတတ်တာရဲ့လားအိပ်ပျော်နေတဲ့အန်ဒီအော်အေးပါဘာများဖြစ်တာလဲလို့အန်ဒီကဂယူးဆက်လိုက်အောင်တငယ်ချင်းကိုဟုတ်အန်ဒီငယ်အားနာမိတယ်ကျေးဇူးပါပဲငယ်ရဲ့အခုပြမေပြောစရာရှိတယ်ပြောလေကလေးအကောကလူကြီးတယောက်အနေနဲ့မိထက်အမှန်ကိုပိုတွေးခေါ်တတ်မှာပါအဲ့ဒါကြောင့်မိကိုဘယ်လိုနေရမလဲဆိုတာပြောပြပါလားယင်မိအကိုနဲ့အခုလိုစကားပြောနေတာမသိမှန်းသိပါတယ်ဒါပေမဲ့နေလည်းမနေနိုင်ဘူးအကိုရဲ့အရန်ချစ်တယ်ပြီးတော့အကိုဘေးနာအမျိုးသမီးဟာမေပဲဖြစ်နေခြင်းနဲ့အုံနောက်နဲ့ဆိုရင်တော့မင်းကိုနဲ့အဝေးဆောင်မှနေတင်တယ်ဒီစကားကိုအကိုဘယ်လိုပြောထွက်ခဲ့တယ်လဲမသိစိတ်ထဲကတွေးနေမိခဲ့တယ်ပြောထွက်လိုက်တာအကိုရဲ့ကိုကမင်းကိုပဲစိတ်ပူတာအဖြူထဲလေးကိုကြောင့်အယောင်လေးစွန်းအပြောခံရမှာတကယ်မလို့ချင်ဘူးနှလုံးသားနဲ့ပဲပြောပြပါလားအကိုရဲ့နှလုံးသားနဲ့ပြောရရင်ဒီတန်းလေးပဲကိုနေသွားချင်တယ်မင်းစိတ်ညစ်ရင်ရင်လာဖွင့်အကူညီတောင်းကိုရှိနေမယ်ဝေးလဲမွေးချင်ဘူးကွာတကယ်ပါမျက်နုံနဲ့မထီးရမကန်ရဲ့ကိုမင်းကိုတကယ်ချစ်တာအခြေအနေတစ်ခုကြောင့်အတူတူရှိလာကြရမယ်ဆိုရင်လည်းပိုကောင်းတာပေါ့ဒါရီယာကို့အထင်မြင်မှာမင်းစိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်မင်းအတွက်ကိုလက်ခံပါပါကျေးဇူးပါကိုပြောလက်စာဖုန်းကိုချပစ်လိုက်တယ်ကျမတီးလိုက်ရပြီးအကိုကကျမကိုဆုံးရှုံးရမှာမကြောက်သွေးအေးလွန်းနေချင်ရင်ပန်းဆိုင်ချင်ကြတဲ့သူတွေကြီးပဲမဟုတ်လားအခုကိုကတော်ပါပြီဆက်မတွေးပါနဲ့တော့မေးရဲ့တော်ပါတော့ကိုတတိပေးလိုက်ပြီးအုံနောက်ကအလေးသားနေပြန်နေကျမတို့စကားမပြောကြတော့ဘူးကျမဆိုင်ရှိရတောင်ဖြတ်မလျှောက်တော့ရန်နာလည်းမထွက်တော့အခန်းထဲသာတချင်းနှောင်းထောင်ပြီးထိုင်ငေးတွေ့ဝင်နေခဲ့တယ်အကိုကပေါ့ပြပြဆန်းလွန်းနေကျမတို့တကယ်မချစ်ဘူးလို့ထင်ရတယ်ထွက်မကြည့်တော့ဘူးဆိုပြီးတကားပိတ်ထားပေမဲ့လည်းချောင်းကြည့်နေမိပြန်နေလိုင်းပေါ်တက်လာမလားလို့လည်းစောင့်နေမိခဲ့တယ်အကိုလည်းကျမစာဖို့စောင့်နေတာထင်တယ်အတင်တော်အမြဲဖြစ်နေတယ်ဒါပေမဲ့တယောက်ကိုတယောက်စာမပို့ခဲ့ကြအိမ်ထဲကအကိုတယောက်တည်းပဲဆိုင်မှာဒါပေမဲ့အကိုကျမကိုဖုံးမခေါ်ဘူးစာလည်းမပို့ဘူးညနေ9 နာရီလောက်မှမင်းကန်ကောင်းပါစေကွာလွမ်းတဲ့ကလေးရဲ့ဆိုပြီးစာဝင်လာတယ်ကျမကတော့အဆမပြန်ဖြစ်ခဲ့အိမ်ထဲကအကိုည9 နာရီခွဲကျော်တဲ့အထိဆိုင်မသိမ်းသေးဘူးအလူအရက်တခိုးတွေပေါ်များနေရတဲ့အထဲဆိုင်ကိုတယောက်ထဲလာပြီးစောမသိမ်းဘူးလို့စိတ်ထဲကတွေးပြီးစိတ်ပူနေမိသေးတယ်အခုလိုစိတ်ပူရတဲ့ညမျိုးတွေဆိုကျမကဝရန်နာမှာမီးဖွင့်ပြီးမကြက်ထွက်ရက်ပြီးနေခဲ့တာအခုဆိုင်သိမ်းပြီးထွက်သွားမှစိတ်ပူရတာတတ်တာအခုလည်းစကားမပြောပေမဲ့စိတ်ပူမိတာမို့ဝရန်နာမှာတကားဖွင့်ပြီးမတက်ရက်စောင့်နေပေးခဲ့တယ်အမောင်ထဲမှာဆိုပေမဲ့မျက်ဝန်းညိုတွေကိုအထင်းသားမြင်နေရတယ်သူ့မျက်လုံးတွေဟာသူ့နှလုံးသားတွေနာကျင်နေကြောင်းဖော်ပြနေတယ်ဆိုင်ကိုချက်ချင်းသိမ့်ကစပိန်ကလေးတဖြည်းဖြည်းကျမရှိရာရွေလာပြန်နေကျမကြောပေးပြီးနေမိလိုက်တော့တယ်သွားပါတော့အကိုရဲ့နောက်နေ့ငယ်မိတ်ဆက်ပေးထားတဲ့ထဲကတယောက်ကိုလက်ခံစကားပြောနေမိခဲ့တာအဲ့လူနဲ့ဖုန်းပြောနေပေမဲ့လည်းကို့အတွင်းနဲ့ကိုတိတ်ဆိတ်နေခဲ့တယ်အခုဖုန်းဝင်လာတာနဲ့ပြောလက်စာဖုန်းကိုချကအခုဖုန်းကိုကန်လိုက်မိတယ်ဟယ်လိုခုနဖုန်းပြောနေတာဘာတူလဲအချာကြီးပဲစိတ်ထဲတနုံနဲ့ဘာတူလဲယင်မိကောင်လေးအချိန်ကြာအကိုတိတ်ဆိတ်သွားပြီးအင်းမမိတ်ဆက်ပေးအောင်နော်ဟုတ်ပါအကိုကသူ့လဲကြတော့ခဏရမရှိဘူးထင်တယ်ဩအကိုကျမနေရဝေးမကြည့်ခဲ့ဘူးပဲအတူရှင်ကအကိုတို့ထိုင်နေရင်ကျမဘယ်လောက်နာကျင်ရမယ်ဆိုတာပတ်ဝန်းကျင်ကတည်သွားခဲ့ရင်ဘာတွေဖြစ်လာမလဲကျူးလွန်မိတဲ့ကံအကြောင်းတွေးရင်လည်းဘယ်လောက်နာကျင်ရတယ်
ကျမအတွေ့အနဲ့ဘလောက်ပင်ပန်းနေမလဲဆိုတာတွေးကြည့်ဖို့ရလားအကိုအုံနောက်ကတတိပေးလိုက်နှလုံးသားကတတိပြက်လိုက်နဲ့နေ့စဉ်ယူနေပြီဆိုတာလည်းမသိဘူးမလားမသိဘူးမလားယင်ပြောမထွက်ခဲ့တဲ့စကားတွေကိုမျိုးသိပ်လိုက်ပြီးငြိမ်သက်နေမိခဲ့တယ်ကိုတောင်းမှမာတယ်အရန်တတိရနေမိလို့ဒါပဲနော်မေစောစောနာတော့မယ်ကျမအရင်ဥအောင်ဖုံးချပြလိုက်တယ်ငဲကထုံးစံအတိုင်းမနှက်စာပြင်ပေးပြီးအလွတ်သွားတယ်ဒီနေ့ထူးဆန်းစွာညနေကျအစောပြန်လာခဲ့မယ်လို့စာရေးသွားသေးတယ်မနေ့အစောကြီးအကိုဆိုင်ခင်းနေတယ်ခဏအကြာဖုံးဝင်လာပြီးကို့ကိုစိတ်ဆိုးနေရလားမဆိုးပါဘူးဒါပေမဲ့သိချင်တာတခုတော့ရှိရအကိုဘာလဲအကိုမေကိုတကယ်ပဲချစ်ရလားချစ်တာပေါ့ကွာတကယ်အရန်ချစ်တာပါကွာချစ်ရင်ပိုင်ဆိုင်ခြင်းကြရလေအကိုကမေကိုပိုင်ဆိုင်ခြင်းလို့လားပိုင်ဆိုင်ခြင်းတာပေါ့ကွာအနားမှာထားခြင်းတာပေါ့ကိုကလူလို့မဟုတ်ဘူးမင်းကိုငဲနေလို့ကွာပုံမှန်သာဆိုရင်ကိုပဲအချင်းနေဖြစ်ဖြစ်ဖြတ်ကျော်လာမှာအခုကိုအဆင်ပြေနေတယ်လို့မင်းထင်နေတာလားမပြေဘူးကွာမင်းကိုချစ်နေလို့မင်းကိုငဲနေလို့အရာရာကိုမျိုးသိပ်ထားနေရတာအခုစကားတွေဟာနာကျင်စရာကောင်းလွန်းလာတယ်အခုစကားအဆုံးမှာငိုချမိလိုက်တယ်နေ့ရက်တိုင်းမှာမျက်ရည်တွေနဲ့ပါပဲအကိုရဲ့အကိုကမေးလောက်တော့တက်တိမရှိပါဘူးတလောက်ချင်းလန်းများစွာလန့်ခဲ့တာအကိုစီရောက်မှဒီအတိုင်းလေးဆက်သွားမယ်လားမဟုတ်ပါဘူးမင်းရဲ့ကိုပြောတာနားထောင်ပါအောင်မင်းကိုလိုလူရဲ့အနားမှာနေရဲလို့လားနေရတာပေါ့အကိုရဲ့ကျမအဖေဟာအကိုမထင်ထားတဲ့အဖြစ်ဖြစ်နေတယ်နဲ့တူတယ်ကျမရှိုက်တန်တွေကြောင့်အကိုအချိန်ကြာကြာတိတ်ဆိတ်သွားတယ်မငိုပါနဲ့ကွာမင်းသိထားပေးပါကိုတိတ်ဆိတ်နေရခြင်းဟာမင်းကိုငဲ့ညာနေလို့ပါမင်းဘက်ကိုတွေးနေလို့ဆိုတာမလို့ခြင်းမသိခြင်းအကိုကမေးလောက်တော့တတိမရှိဘူးအကိုမင်းကိုတကယ်မချစ်ဘူးမချစ်ခဲ့ဘူးဟုတ်တယ်မလားချစ်တယ်ဆိုတာအကိုညာခဲ့တာမလားညာခဲ့တာဟုတ်တယ်မလားလို့မေးရဲ့ဖုံးချပြလိုက်ပြီးအဲ့နေ့တနေ့လုံးလဲကျမငိုနေမိတော့တယ်ပိုင်းလေးအချစ်ဟာအနံ့ရတာနဲ့ပြည့်စုံတဲ့နှစ်လိုပွဲရအစိတ်တစ်ခွက်ပဲမေရေးငယ်ရောက်ပြီနော်ဟဲအလုံးမသွားရလားငယ်ဒီနေ့ဘာလို့စောစောပြန်လာလဲသိလားဒီနေ့ငယ်မွေးနေလေဟဲကျမအလွန်ဝမ်းနေမိပါတယ်မိနေလိုက်တာတောက်မှတ်ပါတယ်ငယ်ရဲ့မေဘာမှမဖြစ်ပါဘူးမေရဲ့ငယ်နားလေပါတယ်အပြစ်မသွားတော့ဘူးဘာစားချင်လဲဘာလုပ်ချင်လဲငယ်လုပ်ပေးမယ်အော်တောက်ကြမလားငယ်သဘောပါပဲအိညာကဝရန်တော်မှာငယ်နဲ့ကျမအတူတောက်ကြတယ်အရင်ကအရက်ကခါနဲ့ထင်ရပေမဲ့အကိုနဲ့တွေ့ပြီးနောက်ပိုင်းအကိုအချစ်ကပိုခါကြောင်သိခဲ့ရတယ်အကိုဆိုင်သိမ့်နေပြီးရေးတိတိသာမြင်ရတော့တယ်ငဲ့မေဒီကောင်ကအပေါ်ကနေပလင်းနဲ့ထုခွဲလိုက်ရမလားလွတ်ချင်လှုပ်လိုက်နေပြီဟုတ်ပြီငဲ့လက်ကျက်မြောက်ကိုင်ကမကြက်ထားရလိုက်ချင်းကျမမြင်နေကြလို့မဟုတ်ပဲအကိုနောက်မှာအကိုမျိုးသမီးပါလာတယ်ငဲ့တွေ့ရလားငဲ့ဘာမှပြန်မပြောပလင်းနဲ့ကိုကောင်းကိုသာရိုက်ခွဲလိုက်မိတယ်ကျမ်းမြင်ပေါ်သို့ကျမပြစ်လဲသွားပြီးကျဲရီမြင်နေရတယ်ပြီးတော့ငဲ့ခေါ်တဲ့တွေနှုတ်ကလည်းရေရွတ်နေမိတယ်ငါကျူးလို့မိခဲ့တဲ့ကင်နဘာဟာမင်းပဲမျက်လုံးများကိုမိတ်ချပြလိုက်တယ်တတိပြန်ရတော့ကောင်းမှပက်တီးစီးထားရပြီးညရောအခုမနေ့ရောဘာတွေဘလို့ဆက်ဖြစ်ခဲ့လဲဘာမှမသိဘူးအဆောင်ရှင်ကိုလည်းငဲဘလို့တွေတောင်းပန်ခဲ့ရတယ်လဲကျမမသိနိုးပြီလားမေတက်တာလားကောင်းကိုက်နေလားချက်သားဆန်မျိုးလုံနေတာခဏနေမှတောက်နော်ညဘာတွေဖြစ်သေးလဲရင်အဆောင်ရှင်ရောဘာပြောသေးလဲစိတ်မပူပါနဲ့ငဲကြည့်ပြောထားတယ်ဖုံးရောမိဖုံးရောဒီမှာအကိုစီကဖုံးများဝင်ထားတာတွေ့ပေမဲ့ကျမပြန်မဆက်ခဲ့ဒါပေမဲ့လမ်းဖွင့်လိုက်တော့ဘာမှအကိုအကျဉ်းအောင်ဖြစ်နေတယ်ညကဘာဖြစ်တာလဲကလေးကိုကောင်းကိုရိုက်ခွဲလိုက်တာအကိုစာဝချက်ချင်းဖတ်ပြီးအကိုစီကဖုံးဝင်လာခဲ့တယ်ဟယ်လိုပြောပါမေကိုကိုဂရိပေးကွာကိုနာကျင်အောင်မလုပ်ပါဘူးလို့မင်းနာကျင်ကိုနာကျင်ရတယ်လို့ပဲကွကိုဟာအကိုနာကျင်မှာကြောက်လို့ပြောနေရလားကျမနာကျင်မှာကြောက်လို့ပြောနေတာလားဆိုတာကျမဝင်ခွင့်မရမင်းအတွက်မင်းပဲဖြစ်ဖြစ်ကိုစကားနားထောင်တာပဲဖြစ်ဖြစ်နောက်ကိုနာကျင်အောင်မလုပ်ဘူးလို့ဂရိပေးပါလားယင်ဂရိပေးပါတယ်မလုပ်တော့ပါဘူးကိုဒါပေမဲ့အကိုကြောင့်နာကျင်ရရင်ရောကိုတောင်းမှန်ပါတယ်ကွာဘာကျမအယံဝန်းနေမိတယ်နာကျင်စရာကောင်းလိုက်တဲ့ဇလန်းအစမှကလေးကနာကျင်နေရတယ်ဒီလိုဇလန်းမျိုးရှိပါအောင်မလားမနှီးနိုင်ဘူးဆိုတာလည်းသိတယ်နာကျင်ရမှလည်းသိတယ်ဒါပေမဲ့နှလုံးသားတွေကကြိတ်မိတ်ပြီးချစ်ချင်နေသေးတယ်မုန်းလို့ရမယ်မေးလို့ရမယ်ဆိုရင်မေတကယ်မုန်းလိုက်ချင်တယ်မေးလိုက်ချင်တယ်သိလားအကိုဆက်မပြောပါနဲ့တော့ကွာမပြောပါနဲ့တော့ဒါဟာဇလန်းမဟုတ်ဘူးလက်တွေ့ပေါ်ရပါမေးမင်းနာကျင်ရမယ်ဆိုတာကိုကြိုသိခဲ့ရင်ချစ်တယ်လို့ဖွင့်မပြောခဲ့ဘူးသိလားမေတို့တရက်ကိုတယောက်တကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားယင်ဘာလို့မေတို့ကြမှာဒီလိုတွေခံစားနေရတာလဲဘ
ဘာလို့လဲအကိုရဲ့ဘာလို့လဲငိုပါနဲ့ကွာဖြေပါဖြေစမ်းပါဘာကြောင့်မေးအတွက်အချစ်ကနာကျင်နေရတာလဲဘာကြောင့်လဲမေပါမနေလဲဖြေပေးပါအကိုရဲ့ဖြေပေးပါကလေးတယောက်လုံးအော်ဟစ်ငိုရိုပြောဆိုလိုက်မိတယ်အဖေမရှိဘူးထင်ပါရဲ့အကိုတိတ်ဆိတ်နေခဲ့ပြီးကျမငိုတန်းတွေသာဖုန်းထဲပြင်းနေခဲ့တယ်ကျမသိတယ်အကိုလည်းငိုနေမယ်ဆိုတာအခုအချိန်မှာအကိုတိတ်ဆိတ်ခြင်းကကျမငိုတန်းတွေထက်ပိုကျင်းနေလေမလားအိမ်ထဲကမိုးတွေအရမ်းရွာနေခဲ့တာမြို့ထဲမှာကားလမ်းပေါ်ထိရေတွေတက်တယ်လို့သတင်းတွေကြားရတယ်မေငယ်လှုပ်သွားပြီးလက်စာပြင်ခဲ့တယ်များများဆနော်ဟုတ်ဂရုစိုက်ပါငယ်မေလည်းအပြင်သွားမှာပစ္စည်းဝယ်စရာရှိလို့နောက်ရက်မှသွားပါလားမေရေတွေကြီးနေတာမြို့ထဲမှာငယ်ပါဝယ်လာခဲ့ရမလဲဘာဝယ်မလို့လဲဟေးမေးပါသာသွားလိုက်မယ်အင်းမဂရုစိုက်တက်တာနော်ကျမအချင်းဟာလှုပ်ချင်တာရှိရင်ဘလို့အကြောင်းတရားကမှအပြည့်စီမခံအပြည့်မခံတတ်ရအောင်လုပ်တတ်တယ်ရေကြီးတဲ့နေ့မှာပဲကျမဟာမြမဝတ်စုံကြီးဝတ်လျက်ဝတ်စုံနဲ့ကျမလိုက်တဲ့ထင်တယ်အကိုဟာအကြည့်ကိုကျမဆရာတစ်ဆက်ကလေးမှမလွှဲအပြင်သွားမလို့လားဂယူးဆိုင်နော်တအင်းနဲ့ကွာကို့ကိုချစ်လားချစ်တာပေါ့ဒါဆိုပြုံးပြပါဇက်စစ်စစ်ပိတ်ကပြုံးပြလိုက်ပြီးစားနောက်ကရှာလဲထုတ်ပြလိုက်တယ်ကားပေါ်ရောက်တဲ့အထိအကိုစာရီဇက်တိုက်ပို့နေခဲ့တယ်ထီးယူသွားတယ်မဟုတ်လားကားပေါ်ဂယူးဆိုင်နော်ထိုင်ခုံရလားရောက်ပြီလားစိတ်မချဖြစ်နေပြီးဖုန်းတွေလည်းခေါ်နေခဲ့တယ်ရေတွေကဒူးလောက်ထိတက်နေရမို့အမြတ်ဝဲခြင်းပဲမဲ့လည်းပစ္စည်းရရှာမတွေ့မိုးရေတွေလည်းဆိုးရွှဲလျက်နှစ်နာရီကျော်မှအိမ်ပြန်ရောက်ခဲ့တယ်ဘာသွားဝယ်ရလဲ for you ကို့တက်လားခဏနားအောင်မယ်မေပင်မန်းလာလို့အိမ်ထဲကသူ့ပဲချင်းဆိုင်သိမ်းသွားလိုက်တာမသိအစောကြီးအိပ်ပျော်သွားခဲ့တယ်ည7 နာရီလောက်သူ့စီကအိပ်ပြီလားလို့စာဝင်လာမှလက်နိုးလာခဲ့ပြီးငယ်နိုးမှဆိုလို့အတန်ကိုပိတ်ပစ်လိုက်တယ်မင်းတီနေအရန်လာတယ်ဘာတူလဲကိုသမီးလေးကိုပြောတာပါမင်းကဘာမနာလို့ဖြစ်ဖြစ်မှဖြစ်ရမနာလို့စရာဘာအကြောင်းရှိလို့လဲမနက်ကရှားထုတ်ပြသွားတာလေအနားမှာရှိရင်ဆွမ်းနှက်ပစ်လိုက်မှာစတာလေးကိုချစ်လို့ပေါ့ကွချစ်တယ်မင်းကလေးရဲ့လွန်ခဲ့တဲ့10နှစ်ကမင်းပဲရောက်နေခဲ့တာလေကွာကျမကိုထပ်နာကျင်စေခဲ့ပြန်ပြီမင်းကိုစားဖို့ချင်လို့ကိုစောင့်နေတာအမျိုးသမီးရောရှိတယ်သူကအခန်းထဲမှာအိတ်နေတယ်ကိုကအပြင်မှာစာရီဖြစ်ရဲ့လားဖြတ်ပါတယ်နားတော့ဒါပဲနော်ကိုမနဲ့ဆော့လာခဲ့မယ်ဟုတ်တက်တာမနက်1:22မိနစ်မှာဖုန်းတစ်ခါဝင်နေကြသွားတယ်နောက်မနက်2:33မိနစ်မှာဖုန်းထပ်ဝင်လာတယ်ကျမစိတ်ထဲခုနေတာနဲ့ကာမီမှဘာမှမပြောဘဲပြန်ချလိုက်မိတယ်နောက်ဆုံးမနက်2:40မှာစတဆောင်ဝင်လာတယ်မိမမင်းနေတယ်ဘသူလဲတဲ့အဲ့ဒီဆောင်မြင်ပြီးချိန်မှာကျမရင်ထဲကပြန်ဝဲနေတဲ့လက်ပြားပေါင်း1000မကဟာကျမခန္ဓာကိုယ်ပြန်ကက်လာခဲ့တယ်အကိုကမိမရှိတယ်အခုတိသွားပြီဒီစာအကိုပို့တာမဖြစ်နိုင်ဘူးအကိုကအစောကနှုတ်ဆက်သွားခဲ့ပြီးမနေ့ကငါ့ကိုရန်လာတွေ့ကြလိုက်မယ်နင်းနဲ့ပြဿနာတက်ကြတော့မှာပဲအဆောင်ပြောင်းရမှာဟုတ်တယ်ဆိုတဲ့အတွေ့နဲ့ပစ္စည်းတွေထသိမ်းနေမိပြန်နေငါဘာတွေလုပ်ခဲ့မိပါလဲအကိုရောစာတွေဖြတ်မိရလားတွေ့သွားပြီလားသူတို့တွေရန်ဖြစ်နေကြလားမသိဘူးအကိုအစင်မပြေးရလားသူယူသူရန်ဖြစ်နေချိန်မှာတောင်အကိုကိုတွေးစိတ်ပူနေခဲ့ပြီးတညလုံးအိမ်လို့မရခဲ့မနေ့ပြန်ဘာဖြစ်မလဲလို့တွေးကငိုယိုနေမိတယ်မနေ့6 နာရီမှကျမကနာမငိမ်လို့ငယ်နိုးလာတယ်ငယ်သူတိသွားပြီထင်တယ်ငယ်ရဲ့ဘသူလဲမေဘသူလဲရင်အကိုအမျိုးသမီးလေသူကဒေါသတကြီးနဲ့ပြောရင်အကိုပိုးပြီးအရှက်ရနာကျင်ရလိုက်မယ်မေအဲ့လိုအကိုကိုမနာကျင်စေချင်ဘူးငယ်ရဲ့လောက်ပါအောင်မေတတိလေးပါလေးထားပါအောင်မေရဲ့အတန်တွေလည်းငိုတန်ပါနေခဲ့တယ်နောက်တနေ့မနက်12 နာရီအထိအကိုဆိုင်လာမခင်ပိုးပြီးစိတ်ပူခဲ့ရတယ်အကိုအစင်မပြေရလားမသိဘူးမိမနဲ့ရန်ဖြစ်ကွဲပြဲထိုးကျိတ်မှုတွေဖြစ်နေပြီလားအဲ့လိုဖြစ်နေပြီလားမသိဘူးနော်ငယ်ရောကျမရောအကိုဆိုင်ခင်းမဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်ရန်ဒါမှာထားလိုက်ထိုင်လိုက်ထွက်ကြည့်နေတဲ့ကျမကိုငယ်ကလက်ကိုလာကန်ပြီးပင်ပန်းနေပါပြီမေရဲ့ဘာစကားမှမပြောဖြစ်ခဲ့အဲ့ဒီတနေ့လုံးအကိုဆိုင်လာမခင်အရှင်ဖေဟာတပည့်တော်မဟာအဲ့ဒီအမျိုးသားကိုချစ်တဲ့စိတ်တကူတဲ့နဲ့နှလုံးသားစီယာကိုလိုက်ခဲ့မိပါတယ်ဖေဟာတူတယောက်နာကျင်သွားပါစေပျက်စီးသွားပါစေဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိခဲ့ပါဘူးဤသစ္စာမိုက်ခင်ခဲ့ပါကအကိုတို့ပြန်လဲအဆင်ပြေပါစေဖေဟာမျက်ရည်တွေနဲ့ဖျားရှိတူထားသစ္စာဆိုနေမိခဲ့တယ်နောက်တနေ့ညနေ3 နာရီထိဆိုင်မဖွင့်သေးဒါဆိုသေးချနေပါပြီအကိုတို့တခုခုဖြစ်နေကြရောပေါ့နေ့ရက်တောင်ဆိုင်လာမခင်တာသူတို့လာတဲ့နေ့ကျသေချာပါပြဿနာတက်ကြရတော့မေငါကြောင့်အကိုရောငယ်ပါအရှက်တကွဲအကျိုးနဲ့နာကျင်ခံစားရတော့မေငယ်မေတို့ပြောင်းရအောင်အခုပြောင်းရအောင်ငယ်ရဲ့နော်မရဘူးလေမေဒီတလားတော့စောင့်ရမှာပဲ
မေကြောက်နေတဲ့ငယ်ရဲ့မေကြောင့်ပြဿနာတွေဖြစ်စေချင်ဘယ်လိုလုပ်ရမလဲငယ်မေတယောက်တည်းသွားရမလားငယ်ကိုလာမေမသိဘူးပြောလိုက်နော်မေနေအောင်အင်ကြီးထဲလာအောင်မေဟင်ဒါဆိုသူတို့တွေကငယ်ကိုဝိုင်းပြောကြမှာပေါ့စိတ်ကိုငြိမ်လေးထားပါမေယူသွားလိုက်မယ်သိလားဘာတွေဖြစ်လာတဲ့ပြဿနာအတူတူရင်ဆိုင်ကြမယ်ငယ်တယောက်လုံးရှိတယ်ဒါပေမဲ့စိတ်လေးခဏလောက်အနာပေးလိုက်ပါအောင်ဟာနော်အပိုင်းကအဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတစ်ခုမှာငါချီတလန်းတိုးရင်အကိုချီတလန်းပြန်ဆုပ်တယ်အကိုဟာအဲ့လိုလူကြီးလူကောင်းပြီးသားလွန်းတယ်အိမ်ထဲကနေသားတယ်12နာရီကျော်မှအကိုဆိုင်လာခင်းတယ်အရင်လိုတယောက်တည်းမဟုတ်တော့ဘူးအမျိုးသမီးလည်းတခါတည်းပါလာတယ်ဆိုင်ရှိရောက်ထဲကကျမကိုကြည့်နေလိုက်တာဘလို့အကြည့်မျိုးလဲမပြောပြတတ်ဘူးကျမစိတ်မှာခံစားမိတာကရာနှုံးပြကျမဆိုတာသိသွားပြီဆိုတာပဲအကိုကကျမရှိရဘက်ဥတောင်မလဲကြည့်ပါအောင်ငယ်ရဲ့အကိုမေးဘက်တောင်မလှဲ့ဘူးမေးအဲ့ဒါ तू မဟုတ်တာလှုပ်ထားလို့လေ तू မလုံလို့လေပြီးပြီဇလန်းကသူ့ဟာမှလည်းသိသွားလောက်ပြီဖြစ်လာခဲ့ရင်တော့ငယ်ရှိမယ်ဘာမှထက်မဖြစ်လာဘူးဆိုရင်တော့မင်းငယ်ကိုဂတိပေးပါတောင်းမပတ်သက်ပါဘူးလို့အိမ်မငယ်ရဲ့အရင်လိုကျမဝရန်တာမထွက်တော့ဘူးအဆောင်အပြင်ဈေးနဲ့အလုပ်လည်းမသွားတော့ဘူးအဆောင်ထဲသာအောင်းနေဖြစ်တော့တယ်မနေ့စာအပြင်နေ့လယ်စာညစာကိုရောကျမအတွက်လုပ်ပေးရပြီးငယ်ဟာအရင်အထက်ပိုပင်ပန်းနေရှာတယ်အဆောင်ထဲမှာလည်းအမြဲကျမတယောက်သာကြံခဲ့တယ်အကူပြလိုက်တာသိကြနေပြီတတိထားမိသလောက်အမျိုးသမီးဟာကျမတို့အဆောင်ကိုသာအမြဲကြည့်နေတတ်တယ်မေးလိုက်မေးဒီကောင်ငယ်လဲခံစားမိတယ်အိမ်မိမသိသွားပြီဆိုတာ तू ပြစရာမလိုလေဟုတ်တယ်မဟုတ်လားငယ်ရဲ့ तू မသက်တာလို့ပဲပြောလိုက်ရတာဖြစ်မှာဒါမေကသူ့ဘက်ကအကောင်းမြင်နေတာကိုဘလို့ပဲပြောမေးဆိုတာပြောဖို့မသင့်တော်ဘူးလေဒါမဲ့ငယ်ရဲ့ तू ဘလို့တွေညှိယူရဘလို့တွေပြောလိုက်ရလဲမှမသိတာမြို့ကိုရန်လာမတွေ့ဘူးလေငယ်တကယ်အံ့ဩမိရဲ့သိလားအချစ်ဟာလူတွေကိုတလောက်တောင်ယူသွစေတာပါလားလို့မေးကြိုက်တာလို့ကြိုက်တယ်လို့နေပါမေအနာမှာငယ်ရှိတယ်ဒါမဲ့အရေးလည်းမပါဘာမှလည်းမဟုတ်တဲ့ကောင်အတွက်တော့ကိုမနှိမ့်ဆက်ပါနဲ့တော့မေရဲ့ချက်ထားတဲ့ဟာတွေလည်းမစားဘူးအိတ်လည်းမအိတ်ဘူးမေအိတ်ပါတယ်ငယ်ရဲ့ဘာမှအိတ်လဲမင်းမျက်လုံးတွေကတက်သေးပဲလေအမအိတ်ပါမယ်ငယ်လောက်သွားတော့မယ်ထပြီးမနှက်စာစားတော့ပြီးမှပြန်အိတ်အမဂယူးဆိုင်ငယ်အမလို့သာပြောလိုက်ရတာကျမစိတ်မှာဘာမှမစားခြင်းထလည်းမထခြင်းအခုလိုတယောက်တည်းအဆောင်မှာရှိနေတဲ့အချိန်ဆိုအယူလိုပါပဲအရှိမဆူညံတန်ကြားတန်းချောင်းကြည့်နေမိခဲ့တယ်ရန်လာတွေ့နေပြီလားအကူတို့ရန်ဖြစ်နေကြမလားဆိုပြီးတော့ပေါ့အတင်အောင်ဖြစ်နေတဲ့အကူပိုင်ပါကိုအချိန်ပြည့်ထိုင်ကြည့်နေမိခဲ့တယ်အကူဘာလို့စားမပို့တာလဲရင်အချိုးအကြောင်းလေးတော့ပြောတင်တယ်မဟုတ်လားအကူရဲ့ပုံကိုကြည့်ပြီးစကားတွေပြောနေမိပြန်နေအစတွေကငါစားခဲ့ရတာဆက်သွယ်တော့လဲငါပဲချစ်ခဲ့တာလဲငါပဲနာကျင်တော့လဲငါပဲသူဘယ်တော့ငါ့ကိုနှွေးထွေးစေခဲ့လို့လဲဘာများကောင်းလို့လဲငါအပေါ်ဟင်နင်ဘာတွေကိုမက်မောနေရလဲမင်းချစ်ကိုကတော့မင်းကိုတည်တဲ့အထိချစ်သွားမှာပဲအာမကြားချင်ဘူးမပြောပါနဲ့တော့ကိုရဲ့အကိုကိုမုန်းဖို့အားမွေးပေမဲ့ကျမနာတဲ့အဲ့ဒီစကားတန်တွေချက်ဖန်တလဲပြန်စားနေမိခဲ့တယ်လွတ်မြောက်ပြစေတော့အကိုရဲ့ငါလွတ်လပ်ပြစေတော့စိတ်တွေရှုပ်ထွေးပြီးအယူတယောက်လိုနေတာအခန်းထဲပဲငိုနေမိခဲ့တယ်အကိုကဘိုင်ဘာမသုံးတော့ဘူးထင်တယ်အတင်အောင်လည်းမတွေ့ရတော့ဘူးငယ်မေးလေအကိုအစင်ပြဲလာသိကျင်တယ်ဘိုင်ဘာသုံးမသုံးရောပဲပြီးတော့အတန်လဲကြားကျင်နေငယ်ရဲ့မေယူတော့မယ်သူအစင်ပြဲလာသိကျင်တယ်တစ်ခါတော့ကူညီပါလားမေးသားအစင်ပြအောင်အရင်နေပါမေးရအခုကငယ်သူ့ကိုဖုံးဆက်ပေးလို့ရမလားပစ္စည်းတစ်ခုကိုမေးပြီးတော့လေဘိုင်ဘာသုံးလားပုံပို့ပေးမယ်ဆိုပြီးတော့လေနော်ငယ်နော်လို့ဒီတစ်ခါပါပဲငယ်ရဲ့နော်သူသာညင်းရင်ကျမငိုတော့မယ်ဆိုတာသိလို့ငယ်မှမငင်းတာဟယ်လိုအကိုတရင်ကျွတ်မှာတုံးတဲ့မီးတွဲလေးရှိလားညီမကဘယ်လိုမျိုးလိုချင်တာလဲပုံပြပေးရမလားဘိုင်ဘာသုံးလားဟမ်ဘိုင်ဘာသုံးလားလို့အင်းသုံးတယ်ပို့လိုက်လေငယ်ဖုံးချလိုက်ပြီးရပြီဟုတ်လားဘိုင်ဘာသုံးတယ်လေအဲ့ဆိုအတစ်နောင်ဖျောက်ထားတာပေါ့နော်မင်းမမြင်ချင်လို့ဖြစ်မှာပေါ့အတစ်နောင်လေးတောင်ဖျောက်ထားတဲ့လားအကိုရဲ့ခုနအတန်ဖမ်းထားတယ်မလားယင်မေကိုပုတ်ပေးဘာလို့မလို့လဲမေနားထောင်နေချင်လို့မေရဲ့အေးရတဲ့အကိုအတန်ကိုထက်ကတလဲလဲနားထောင်နေမိတယ်တခါတလေလဲအကိုဆိုင်ကိုခိုးကြည့်မိခဲ့တယ်အကိုကကျမတို့အဆောင်ဘက်ကိုအမြဲကြော်ပေးလျက်အကိုကဘလို့လူမျိုးလဲသူကျမကိုချစ်တယ်ဆိုဖြတ်သွားတော့လဲတိခနဲပါပဲလားအချစ်ဟာဒီလိုလဲအပြက်လွယ်သေးလားတကားဖွင့်လိုက်ချိန်အမှန်မထင်အကိုနဲ့အချစ်ချင်းဆုံသွားခဲ့တယ်ကျမအသားရောင်လေးဝတ်ထားတဲ့နေ့တိုက်ဆိုင်ပါပဲအကိုလည်းအသားရောင်ဝတ်ထားတယ်ဒါပေမဲ့ပဒင်းတကားကိုစောင့်ပြီးပြန်ပိတ်ချပစ်လိုက်တယ်လူလိုင်းသူ့ကိုငါဆက်ငေးနေရင်ငါနာကျင်ရလိုက်မယ်အလကားငါ့ကိုကစားနေတဲ့လူလို့တွေးပြီးမပြတ်မသားစိတ်ကလေးနဲ့မှန်ချင်းပြတ်သားလိုက်မိသေးတယ်င
မိလေထမင်းစားခြင်းတကားဖွင့်မိန်ပြန်တော့လဲစိတ်မှန်တင်းထားပေမဲ့ခုမြင်ကွင်းဟာစိတ်ရောနှလုံးသားရောပါအစိတ်စိတ်အမောမှဖြစ်စေခဲ့တယ်အကိုကျမအခန်းကိုငေးမှိုင်စွာကြည့်နေခဲ့တယ်အကိုပြောစရာတွေရှိလိုက်မယ်သူ့မျက်ဝန်းညိုတွေမှာလဲနာကျင်မှုတွေနဲ့အိုးမကြားကျင်ပါနဲ့တော့မမြင်ကျင်ပါနဲ့တော့မေရဲ့တခဏလေးတော့ကျမကိုမလွမ်းပါနဲ့အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီးကျမကိုသတိမရပါနဲ့အကိုရဲ့ကောင်းမယ်ထင်လို့အကိုကစရက်ဆက်ခဲ့ပြီးပြီပဲအကိုရွေးချယ်မှုပဲလေဖြစ်ခဲ့ကြတဲ့အတိတ်ကိုအတိတ်မှာထားခဲ့လိုက်ပါတော့နောင်နာနဲ့မရှင်းတန်ပါနဲ့တော့အကိုမှန်ပါတယ်အကိုရွေးချယ်မှုမှန်ခဲ့ပါတယ်အကိုဘလို့အရာနဲ့ရင်ဆိုင်နေရလဲဆိုတာကျမမသိဘူးကျမဘလို့ရင်ဆိုင်နေရမလဲဘလောက်နာကျင်နေရလဲဆိုတာလည်းအကိုမသိဘူးရှိပါစေတော့နေပါစေတော့အကိုရဲ့တဲ့လမ်းမှာ၃ယောက်လုံးဟာအပြိုအလဲပါပဲကျမကရှုံးသူလားနိုင်သူလားမသိပေမဲ့အသေးချာဆုံးကတော့အပြိုလဲခံရဆုံးပါကျင်းတတ်ပါတယ်အကိုဆုံးဖြတ်ချက်အတိုင်းမို့ကျင်းတတ်လိုက်ပါမယ်ပြောင်းနေပါနာကျင်ရတာနဲ့လမ်းခွဲလိုက်ရတာနဲ့တန်အောင်ပျော့ပျော့နေပေးပါကိုဘွားနဲ့ကိုမို့လွတ်လပ်စွာပြန်တမ်းมาတော့အကိုရဲ့အချိန်ဘလောက်ကြာခဲ့လဲကျမမသိအဲ့ဒီမျက်ဝန်းညိုတွေကိုငေးပြီးစကားတွေပြောနေမိတယ်သူလဲကျမကိုစကားတွေပြောနေလိမ့်မယ်ကျမအစအကြည့်ကိုလွှဲပစ်ပြီးတကားကိုပြန်ပိတ်လိုက်တယ်ကျမကိုမချီပါနဲ့တော့အထက်မချီပါနဲ့တော့အကိုရဲ့တကားဝမှာတင်အားရပါရငိုချလိုက်မိတယ်ဒီမျက်ရည်တွေဟာနောက်ဆုံးဖြစ်ပါစေစက်ပွဲပေါ်မှာတင်ထားတဲ့စာအုပ်ကလေးကိုတစ်တာတဲ့ထက်ပိတ်ပစ်လိုက်တယ်မပိတ်ဖြစ်တော့တဲ့အဲ့ဒီပစ္စည်းလေးကိုရောက်ပေါ့ပိုင်း6ဆုပ်လဲစုစားလဲယူငဲ့သဘောအတိုင်းငဲနဲ့အတူအဆောင်ပြောင်းနေခဲ့တယ်အဆောင်ပြောင်းတဲ့အပြင်ကျမကအလုပ်ပါပြောင်းလိုက်ပြီးအချိန်ပိုင်းမလုပ်တော့ပဲအချိန်ပြည့်ကိုသာကျမလုပ်တော့တယ်ငဲရီမေးသွားပြီနော်မနှက်စာပြင်ခဲ့တယ်အင်းမေကယူဆိုင်အောင်ရေချိုးခန်းနဲ့ငဲပြန်ပြေးတယ်ကျမငဲ့အရင်သွားရတယ်ညနေကျငဲ့အရင်ပြန်ရောက်ပြီးမနှက်စာရောညစာရောကျမလုပ်ပေးဖြစ်တယ်ငဲကကျမလက်ရာကိုချိန်တယ်လေတိတ်စားလို့ကောင်းတာပဲမေရဲ့ငဲအိမ်ထောင်ကြရင်ယောက်ျားကခွာမှာမဟုတ်ဘူးဟင်းချက်ကောင်းလို့သူမိမလက်ရာပဲစားကျင်တာဆိုပြီးလေဟာငယ်ကြီးလိုက်တော့ပါးပေါ်ပချိုင်လေးကထင်းလို့မေကယောက်ျားမြူတော့ဘူးဒီတိုင်းပဲနေတော့မှာဟာပောက်ကရယူရမှာအဲ့မအဲ့ရတာကိုခံစားရမှာဟိဟာငယ်ကလည်းညစ်ပတ်ပြီဟာဟင်းရတာပြောတာပါဟာငယ်မနေ့ပြန်မွေးနေမှာမေဖျားသွားခြင်းနဲ့သွားလေငယ်လည်းအလုပ်ခွင့်ယူထားတယ်ဟာချစ်လိုက်တာကွာဆော့အိမ်အောင်မနေ့ကဆော့သွားမှာဆိုတော့ဟုတ်ပြီအော်ဘာလို့နဲ့အသက်26နှစ်တောင်ရောက်ပြီအင်းလေယောက်ျားယူရမယ်အရွယ်ရောက်ပြီလေဟာအပြိုးကြီးလုံးမှာပါဆိုတော်ပြီအိတ်တော့မယ်ကျမအိတ်သွားပေမဲ့ငယ်ကအလုံးရှုံနေသည်မေလားမေဟုတ်လားယင်အမျိုးသားတယောက်ရဲ့အတန်ကြောင့်ကျမလှည့်ကြည့်လိုက်မိတယ်ဟင်းအကိုမျက်ဝန်းတွေမှာဝမ်းနည်းမှုတွေနဲ့အကိုကျမကိုတန်းဖက်လိုက်တယ်အကိုစီကနှွေးထွေးမှုကျမမရခဲ့တဲ့အကိုရင်ကနှွေးထွေးမှုပဲအဲ့နှွေးထွေးမှုကိုကျမခံစားလိုက်ရတယ် Happy birthday to you ကျမလက်နိုးသွားပြီး Happy birthday ပါငယ်ရဲ့မေငယ်ကအစွန်မပြတ် Happy birthday to you ယေးအကိုစီကနှွေးထွေးမှုဟာအိမ်မက်သားဖြစ်ခဲ့တယ်ညာရီမိုးချုံငယ်ရဲ့သူများနဲ့နိုးကုန်မအောင်မယ်ဟီနိုးပေါ့မွေးနေ့မို့လို့ပဲဟောင်းကဲမိမုတ်ဖူးရေးကလေးနည်းနည်းစားပြီးတိတ်လိုက်ပါတော့ငယ်ညဘက်အများကြီးစားရင်မကောင်းဘူးအင်းမငယ်လဲပြောမလို့မနေ့မှကော်ဖီနဲ့တောက်ကြမယ်ငယ်သိမ်းစီပြီးအိပ်ရတဲ့ဝင်အိပ်ပျော်သွားတဲ့အထိကျမအိပ်မပြောခဲ့အကိုကျမကိုတတိယနေရလားအစင်ရောပြေရလားနေမကောင်းရလားမသိအိုးမတွေးတော့ပါဘူးလေသူ့အကြောင်းတရားနဲ့သူပါပဲအိပ်မရတာနဲ့ကဲ၅ပါးအကြောင်းစာကလေးဖတ်မိလိုက်တယ်၅ပါးတီလာအင်္ဂါများကန်ထိုက်မထိုက်ကိုယ်တိုင်ဆုံးဖြတ်နိုင်ရဝေမျှလိုက်ပါတယ်ကျေပါဏာတိပါဒအင်္ဂါကျေဝင်သက်ထွက်သက်ရှိတဲ့တတဝါနှစ်တတဝါဆိုတဲ့အမှတ်တင်ညာရှိခြင်းတတဝါလို့သိခြင်း၃တက်လို့တဲ့စိတ်ရှိခြင်း၄လုံလပြုခြင်း၅သေသွားခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ကန့်ညီရင်ပါဏာတိပါဒကန်ထိုက်ပါတယ်မညီရင်မထိုက်ပါနှစ်အရိဏဒါနအင်္ဂါတစ်သူတစ်ပါးဥစ္စာဖြစ်ခြင်းနှစ်သူတစ်ပါးဥစ္စာလို့သိခြင်း၃ခိုးယူလိုတဲ့စိတ်ရှိခြင်း၄ခိုးယူကြောင့်ဖြစ်တဲ့ကိုမှုနှုတ်မှုလုံးလာတစ်ခုခုကိုပြုခြင်း၅ခိုးယူခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ကန့်ညီရင်အရိဏဒါနကန်ထိုက်ပါတယ်မညီရင်ကန်မထိုက်ပါ၃ကာမေတုမိစ္ဆာစာရအင်္ဂါ၁မသွားလာအပ်တဲ့မိန်းမ20ဖြစ်ခြင်းနှစ်အဲ့ဒီမိန်းမမှာမိဝဲလိုစိရှိခြင်း၃လုံလာပြုခြင်း၄တာယာခြင်းဆိုတဲ့အင်္ဂါ၄ချက်နဲ့ကန့်ညီရင်ကာမေတုမိစ္ဆာစာရကန်ထိုက်ပါတယ်မညီရင်ကန်မထိုက်ပါမသွားလာအပ်တဲ့မိန်းမ20ဒီအမိအုပ်ထိန်တဲ့မိန်းမနှစ်အဖအုပ်ထိန်တဲ့မိန်းမ
3မိဘနှစ်ပါးအုပ်ထိန်တဲ့မိန်းမ4မောင်ကြီးမောင်ငယ်အုပ်ထိန်တဲ့မိန်းမ5အမကြီးအမငယ်အုပ်ထိန်တဲ့မိန်းမ6ဆွေမျိုးအုပ်ထိန်တဲ့မိန်းမ9အနှွေတူအုပ်ထိန်တဲ့မိန်းမ10သတင်းသုံးဖော်အုပ်ထိန်တဲ့မိန်းမမှတ်ချက်အထက်ပါ10ယောက်သောမိန်းမတို့ဟာသူတို့မှာကံမထိုက်ပဲသွာလာလွန်ကျူးသူယောက်ျားများမှာသာကံထိုက်တယ်လို့ဆိုတယ်။9ထိန်များကြောင်းလန့်ပြီးသူလက်ထပ်ပြီးသူလင်းအုပ်ထိန်တဲ့မိန်းမ10မင်းတို့ကောက်ယူရန်တတ်မှတ်လျက်တန်ထားပြီးလင်းအုပ်ထိန်တဲ့မိန်းမ17ဥစ္စာနှင့်ဝေယူပြီးမရအဖြစ်ထားတဲ့မိန်းမ12သဘောတူအလိုတူပြီးနေတဲ့မိန်းမ73စီးစိမ်ပေးပြီးပေါင်းဖော်တဲ့မိန်းမ14ပစိုးပေးပြီးပစိုးတန်းတင်ပြူပြီးနေတဲ့မိန်းမ15ရေခွက်မှာလက်ဆောင်ချပြီးမိဖနှစ်ပါးထိမ်းမြပေးတဲ့မိန်းမ16ခေါင်းကူးကိုချပြီးလင်းများအဖြစ်နေတဲ့မိန်းမ19ကျွန်းလဲဖြစ်မရလဲဖြစ်တဲ့မိန်းမ18အမှုလုံးလဲဖြစ်မရလဲဖြစ်တဲ့မိန်းမ19စစ်မြေပြင်ကဆောင်ယူခဲ့တဲ့မိန်းမ20တခဏမြတ်ပေါင်းဖော်ရန်ငှားရမ်းထားတဲ့ခိတ္တမယားဖြစ်သူမိန်းမမှတ်ချက်ဖော်ပြပါ12ယောက်သောမိန်းမများကိုတွာလာကျူးလွန်ခဲ့ပါမူနင်းရှိမယားဖြစ်လို့မိန်းမရောယောက်ျားပါနှစ်ဦးစလုံးကန်ထိုက်တယ်လို့ဆိုတယ်၄မုတာဝါဒအင်္ဂါ1မဟုတ်မမှန်သောအကြောင်းဖြစ်ခြင်း2မဟုတ်မမှန်ပြောလို့စိတ်ရှိခြင်း3ပြောလဲပြောခြင်း4လိန်ညာတဲ့အတိုင်းတစ်ဖက်ကသိချင်းဆိုတဲ့အင်္ဂါ၄ချက်နဲ့ကံညီရင်မုတာဝါဒကံထိုက်ပါတယ်မညီရင်ကံမထိုက်ပါ5သူရမေရယအင်္ဂါ1သူရစတဲ့တဘာဘာဖြစ်ခြင်း2တောက်လိုတဲ့စိတ်ရှိခြင်း3တောက်ဖြစ်အောင်လုံးလာပြုခြင်း4တောက်ချင်းဆိုတဲ့အင်္ဂါ၄ချက်နဲ့ကံညီရင်သူရမေရယကံထိုက်ပါတယ်မညီရင်ကံမထိုက်ပါတန်ဖိုးရှိလိုက်တာသိပ်ဖက်လို့ကောင်းတာပဲအဓိကအရင်ခံရတော့စိတ်ပေါ့သေစေလိုတဲ့စိတ်ပျက်စီးလိုတဲ့စိတ်ခိုးလိုတဲ့စိတ်တောက်လိုတဲ့စိတ်တွေရှိမှသာလျှင်ကံဟာကျူးလွန်ရာရောက်တယ်တဲ့ပို့အောက်က comment များစွာထဲက comment တခုဟာနေ့ရက်ပေါင်းများစွာကျမကိုမေးဖို့ခဲ့တဲ့မေးခွန်းတစ်ခုပဲအဲ့ဒီမေးခွန်းဟာမိမပြောတယောက်ဟာအိမ်ထောင်ရှိအမျိုးသားတယောက်နဲ့ကျူးလွန်ခဲ့မိရင်ရောကာမေတုမိစ္ဆာစာရကံထိုက်ပါသလားဖေဟာအပြောကတော့ကာမေတုမမြောက်ပါဘူးဘာလို့လဲဆိုတော့ကာမပဲမရှိသေးလို့မိမိကာမမိမိပိုင်တာကြောင့်ဖြစ်တယ်တကယ်လို့အဲ့ဒီအပြောအမျိုးသမီးကစေနာဆွနဲ့အဲ့ဒီလင်မယားနှစ်ယောက်ကိုကွဲပြားလို့စိတ်နဲ့ဝင်းရှုပ်ခဲ့ရင်တောင်ကံမမြောက်ပေမဲ့စေနာဆွကြောင့်အပင်ငရေကိုလာနိုင်ပါတယ်ဘာလို့ဆိုတချို့နေရာမှာကံမြောက်တိုင်းအကုသိုလ်အပြစ်မကြည့်သလိုအကုသိုလ်အပြစ်ကြည့်တိုင်းလည်းကံမမြောက်ဘူးဥပမာချင်းတဲ့စင်ကိုစေနာဆွနဲ့တက်မိရမှာပါဏာတိပါဒမြောက်တဲ့တိုင်အောင်အပြစ်အကြီးအသေးကွာသလိုမျိုးပေါ့အဖေဟာတိတ်ကောင်းလွန်လာတယ်ကျမစိတ်မှာမတင်မစဖြစ်နေခဲ့တဲ့ကံတစ်ပါးအကြောင်းအသေးဆဆသိလိုက်ရတယ်မနက်တနာရီ42မိနစ်မှာမိကနေအိပ်ပျော်သွားချိန်မက်ဆေ့ဝင်လာတယ်ဟင်မိဖုံလားအချင်းမတို့နဲ့ငဲ့တန်လေးကတိတ်ချစ်စရာကောင်းလာတယ်အေးငဲ့ဘက်မှာလေငဲ့ကဖုံကိုစပွဲပေါ်မှာလိုက်ဆန်းနေပြီးခဏငြိမ်သွားတယ်ပေးလေငဲ့မိဖုံဟုတ်လား Happy birthday တဲ့ဟင်ဒီချိန်ဘယ်သူတော့ကျမလှမ်းယူလိုက်တယ်အရင်လိုအဆက်အသွယ်မရှိအခေါ်ပြောမဖြစ်တော့ပေမဲ့တိန်းသားဆက်ဖြစ်တဲ့နာမည်လေးစီကမြင်လိုက်ရတယ်။ Happy birthday ပျော်ရွှင်ပါစေကလေးရဲ့လက်ဆောင်ကတော့တတိယချင်းတွေပါပဲ။ရင်းနဲ့စုခနဲ့ဖြစ်သွားလို့လက်နဲ့ဖိထားလိုက်ပြီးထထန်လိုက်ကအသက်ရှူရက်မတော့အောင်လေကိုရှူသွင်းရှူထုတ်ခပ်ပြင်းပြင်းလုပ်နေခဲ့ရတယ်။ဘာလို့လဲ။ဘာကြောင့်ငါ့ကိုနှိပ်စက်နေရတာလဲအကိုရဲ့။မငိုနဲ့နော်။မေမငိုလိုက်နဲ့မွေးနေ့ကြီးမှာအဆက်မပြတ်မျက်ရည်တွေကျလျက်ငဲသိလားအကိုကမေကိုသေးစေမဲ့တူးတီးသောသူပဲအဆုံးမှာသူမေကိုတက်လိုက်မယ်သူစိတ်နဲ့မေသေးရလိုက်မယ်ငဲရဲ့ငဲတွေးနေတာအချိန်တွေတလောက်ကြာနေပြီသူဘာလို့ဒါကိုပို့လာရတယ်လဲဘာကြောင့်လဲဘာသဘောလဲသူမေကိုချစ်နေသေးရလို့မပြောနဲ့မေကျမစကားမဆုံးခင်ငဲဖြတ်ပြောလိုက်ပြီးသူချစ်နေရင်အစတည်းကတော်ပါတော့အိတ်ကြောင်လည်းမပြောချင်တော့ပါဘူးငဲရဲ့ထားလိုက်ပါတော့မေအိတ်တော့မယ်ငဲရဲ့ဆိုပြီးလဲလိုက်ပေမဲ့ငယ်အိတ်သွားတဲ့အထိကျမအိတ်မပြောသည်အကိုအကြောင်းနဲ့ဆက်တွေးနေမိတယ်အကိုအစင်မပြေရလားမသိကိုနေစားသေးလားနေပူရင်မိုးရွာရင်အဆောင်ပါရလားစပိန်ရောအရင်လိုအလော်ကြီးနင်းသေးလားထမင်းမှအချိန်မှန်စားရလားတွေးနေရင်မိုးလင်းခါနီးမှမိကနေအိတ်ပြောသွားခဲ့တယ်ငယ်ကကျမအရင်နိုးနေပြီးမနှက်စာပြင်ထားတယ်မေးစားကြမယ်လားဟုတ်ရေချိုမနှက်စာစားပြီးကားကိတ်မှာငဲနဲ့အတူကားဆောင်နေတဲ့ချိန်ကျမတို့သာဆူဆူဆက်ဆက်ကြည့်နေပြီးကားလမ်းကိုဖျက်လျှောက်လာတဲ့အကိုကိုတွေ့လိုက်ရတယ်။ကားတွေရှုပ်နေတာတိုက်မိကုန်တော့မှာပဲအကိုရဲ့ဆိုပြီးနှုတ်ကအကို
ကျေလောင်တဲ့အတန်နဲ့အတူကျမကိုဆွဲထားတဲ့ငဲလက်ကိုခါပစ်ပြီးကားလန်းစီပြေးသွားလိုက်တယ်။ကားတွေထိုးရက်သွားပြီးမေဟက်တော်မေအမလေးငဲစီကအခေါ်တန်တွေကြားရတယ်ပြီးတော့ကားသမားတွေရဲ့အော်တန်ဆဲတန်မေဘာဖြစ်သွားလဲရင်မေအကိုမေတွေးလိုက်တယ်ငဲကားလန်းအလဲကြီးမှာဘသူရှိမှလဲမေရဲ့စိတ်ထင်နေတာပါလာပါမေရဲ့ဘသူမှမရှိပါဘူးဘာဖြစ်သွားသေးလဲတူမဘာမှမဖြစ်ဘူးရတယ်ဦးလေးရတယ်နည်းနည်းလန့်သွားတာငဲပြန်ပြေးလက်ပြီးကားလမ်းမပေါ်ကျမငိုတန်တွေစူညံခဲ့ပြန်နေဖះရောက်တော့ငဲကပြေးကြီးဆက်သက်ရွတ်နေတယ်ငဲအတန်ကိုကြားနေရပေမဲ့မျက်လုံးနဲ့အခုပုံရိပ်တွေပဲမြင်နေခဲ့ရတယ်ငဲမှာကျမကိုတခုခုပြောစရာရှိပုံရတယ်သိမကြဘူးမေငဲပြောစရာရှိတယ်အင်းပြောလေငဲနောက်လာကြရင်နေဘက်ကိုတာဝန်ကြတယ်တနေ့လောက်ကြာမယ်ပြောတာပဲချိုးသိထားတာပါအဲ့ကိုမသွားရဘူးလူအလဲတွေရောနှစ်ချင်းတာရောအကုန်စူးစမ်းပြီးမရဘူး။အော်ငယ်လဲကျမကိုထားခဲ့အောင်မယ်တဲ့။ကျမအကိုအတွက်အလူအလဲတင်မတက်ဖြစ်နေတဲ့အချိန်မှာငယ်ရှိနေလို့ကျမဖြေသားခဲ့ရတာ။မေငယ်ပြောတာကြားလား။အင်းကြားပါတယ်။ဒီပုံစံနဲ့စိတ်တော့မချဘူးမေရဲ့အစင်မပြေရင်တော့ငယ်ကအလုပ်ထွက်လိုက်မှာမလုပ်ပါနဲ့ငယ်ရဲ့တနေ့ဆိုတာခဏလေးပါနေတိုင်းဖုံးဆက်ကြမယ်လေ။ကြားတဲ့ပိတ်ရများရင်လည်းပြန်လာခဲ့မယ်လေနော်။ငယ်အတန်ကတုံယူနေတယ်။ဒီလိုပဲကျမအတန်မှလည်းငိုတန်ပါနေခဲ့တယ်။အင်းမအိမ်နေရကားကိတ်မှာငဲ့ကိုလိုက်ဖို့ရင်ငဲရောကျမရောငိုခဲ့ရသည်။ငဲကမှားခဲ့တယ်။ငဲ့ကိုလွမ်းလို့ပဲငိုနော်ဟိုကောင်ကိုလွမ်းလို့မငိုနဲ့။တတိလေးပါလေအမြဲထားကျမရဲ့ကူးဆိုင်တိလာမေဟုတ်ကဲ့ပါငဲ။ငဲကားပေါ်တက်သွားပြီးတစ်ချက်တောင်လက်မကြည့်ကျမသိနေတယ်ငဲငိုနေမယ်ဆိုတာအဲ့ဒီနှစ်ຫນွေဟာလည်းကျမရင်ကိုပိုးပူစေခဲ့တယ်။ငင်းမရှိတဲ့နောက်ပိုင်းအမေအိမ်သာပြန်နေဖြစ်ခဲ့တယ်။ငင်းနဲ့နေတိုင်းစကားပြောဖြစ်ပြီးအကိုကိုလည်းနေတိုင်းလွှမ်းမိနေသေးတယ်။လာအနေငယ်ကြတော့ငင်းအိမ်ထောင်ပြုတ်ရမယ်။လာအနေငယ်ကြတော့ငင်းအိမ်ထောင်ပြုတ်တော့မယ်လို့သတင်းကြားရတယ်။ငင်းတောင်းမှန်ပါတယ်မေ။ရပါတယ်ငင်းရဲ့မေအဆင်ပြေပါတယ်။အဲ့မှာပဲနေတော့မှာလား။အင်းမမင်္ဂလာဆောင်ကြမေးလာခဲ့မယ်နော်။မေငဲ့ကိုဂရီးပြတ်သူလို့ထင်နေပြီလားယင်။မထင်ပါဘူးငယ်ရဲ့ငယ်ပြဲဘူးတယ်လေ။ငင်းနဲ့မေကအတူတူပဲဆိုငယ်ပြောရင်မေပြောပါတယ်မင်းလည်းယူမှာပဲလေဆောင်းနောက်ကပြောလိုက်မှသူရီမောသွားတယ်တောင်ကြီးကိုငယ်မင်္ဂလာပွဲကြောင့်တွားရင်အလဲရပတ်တလားလောက်ကြာခဲ့တယ်မေငယ်မေးစရာရှိတယ်အင်းမေးလေမေသူ့ကိုမေးပြီလားဟင်းအင်းလို့ဖြေလိုက်ရင်ငယ်အပြောင်းနေသေချာပေါက်ပျောက်သွားလိုက်မယ်မေးပြီပေါ့ငယ်ရဲ့ဘယ်လောက်ကြာနေပြီလဲ2နှစ်လောက်တော့ရှိနေပြီဆိုပြီးမတိမချပြောလိုက်ပေမဲ့အကိုနဲ့ကျမအဆက်အသွယ်မရှိတာရက်ပေါင်း649ရက်ရှိခဲ့ပြီမေလည်းငဲ့လိုပဲယူမှာပဲတစ်နှစ်ပဲဆောင်သိလားဟာအားရပါရအတူတူရီမောလိုက်ကြတယ်ငဲ့အမျိုးသားငဲ့ထက်အရက်ပိုရှိပြီးငဲ့နဲ့လည်းလိုက်ဖက်တယ်တောင်ကြီးကအပြင်ကားပေါ်မှာတွေးနေမိသည်ငဲ့ပါကျမဘဝထဲကထွက်သွားတာသိကြပြီဘဝဟာ6သိလွန်းလာတယ်အလုတ်သွားအလုတ်ပြန်ငဲ့ကိုမတွေ့ရတော့ဘူးငဲ့အတန်လေးတွေလည်းမကြားရတော့ဘူးအကိုကိုလွမ်းလို့ငိုတဲ့ညတွေမှာနှစ်သိမ့်ပေးတတ်တဲ့ငဲ့အတန်လေးကြားမိပြန်ရင်နှစ်ယောက်လုံးကိုတစ်ချိန်တည်းမှာတတိယပြီးငိုခဲ့ရပြန်နေကျမဟာငိုဖို့ပဲတည်တဲ့မိန်းမမဟုတ်လားကျမတို့ကိုဘသူတွေဟာဘလို့အချိန်မှခွဲခွာသွားကြမလဲဘာမှရေရမသိတဲ့လောကကြီးတဲ့ရေရနေတာတခုကကျမအကိုကိုတကယ်ချစ်ခဲ့တယ်မေးဖို့ကြိုးစားရင်မေးမရတဲ့နေဆွဲတွေကိုကျမလက်ခံလိုက်တယ်လွမ်းနေတတိရတယ်နှလုံးသားရဲ့စိတ်အလိုတိုင်းအဲ့ဒီအမျိုးသားကိုကျမသေးသည့်အတိုင်းချစ်သွားမယ်မေးလို့ရခဲ့ရင်လည်းမေးပြလိုက်မယ်အိုးကျမကိုညာနေမိတာပဲဘဝမှာမေ့သွားတယ်ဆိုတာရှိလို့လားမင်းပြောက်လေးပဲနေကြတာပါတိုက်ဆိုင်မှုလေးရှိလာတဲ့အခါသတိပြန်ရကြတာပါပဲသတိရခြင်းတွေဟာအကိုအတန်အကိုအပြုံးအကိုမျက်ဝန်းညိုတွေမှာတင်ပြီးဆုံးသွားခဲ့တာပျက်စီးပါစေပိုင်ဆိုင်ရပါစေဆိုတဲ့ကြက်မှတ်မှုဘာဆိုဘာမှမရှိခဲ့ဘူးဒါပေမဲ့အကိုကိုချစ်မိလို့ငရဲကြမယ်ဆိုရင်တောင်အဲ့ဒီငရဲဟာဘလောက်ပူနိုင်မှာလဲအကိုအဆင်ပြေပါမလားလို့တွေးပူနေတဲ့ကျမရင်ကိုမိပါမလားအပိုင်းခနဲ့မောင်ကျမအသက်30ကျော်မှာအိမ်ကပေးစားတဲ့သူနဲ့လက်ထပ်ခဲ့တယ်။ဇော်မင်းတဲ့ကျမထက်အသက်2နှစ်ငယ်တယ်။သူကအရက်ရှိပြီးအသားညိုတယ်။တီတီကြီးနဲ့နေပေမဲ့ကျမနဲ့ကကလေးတယောက်တသားကျမကိုလည်းဂရုစိုက်ရှာတယ်။သူကမန်းလေးသားဆိုတော့မန်းလေးမှာပဲအခြေချရတယ်လေ။မနေ့8နာရီဆိုသူယုံသွားပြီးရုံမသွားခင်မနေ့စာကိုကျမပြင်ပေးထားရတယ်။အိမ်မှုကိစ္စတွေနဲ့ပဲလုံးပန်ကအိမ်ထဲမှာပဲနေဖြစ်ခဲ့တယ်။သူအားရင်တော့မန်းလေးမျိုးနဲ့အတူတူရှောက်လေကြတယ်။ပြီးတော့ဇော်ကညနေ9နာရီမထိုးခင်အိမ်ပြန်ရောက်လေရှိတယ်။ဇော်ကသူ့ကိုမောင်းလို့ခေါ်စေချင်အောင်မို့သူ့ကိုယ်သူမောင်းလို့တုံခေါ်ပြတယ်။မောင်းလို့မခေါ်ရင်လည်းထမင်းမစားပဲဆန္ဒပြတတ်သေးတာ။မေမနေ့ပြန်ပြင်သွားချင်လား။ဟ
လှုပ်ရှားရရှိသေးရဲ့လေမောင်ကူလို့မယ်လေရပါတယ်အလုပ်ပိတ်တာတရက်တလေနားပေါ်မောင်ရဲ့အဲ့ဆိုလဲမင်းနဲ့အတူနားမယ်လေဆိုပြီးကျမခါကိုနောက်ကနေတိုင်းဖက်လိုက်တယ်ဖဲပါမောင်ရဲ့ထမင်းစားမယ်ဟုတ်လားသွားထိုင်နေမိကိုရောဟာသွားပါတထောင်စင်နေဆိုတွတ်လိုက်ကသွားထိုင်နေတော့ရနေပြီဟင်းတွေကသွားအာမွေးနေရပဲကွာထမင်းစားနေဆိုတာမောင်မိမချက်တဲ့လက်ရတိတ်ကောင်းတာပဲရုံးမှလည်းမောင်တိတ်မစားရဘူးသူများတွေကြီးစားကြတာကောင်းလို့တဲ့ဩကျွေးလိုက်ပေါ့မောင်ကအိမ်ပြန်ရောက်ရင်စားလို့ရတာပဲကိုအိမ်မှာမပြင်းဘူးလားမီရုံးလိုက်ခဲ့မလားမလိုက်ချင်ပါဘူးလူတွေကရှုပ်ကရှုပ်အိမ်မှာမလိုက်တာလည်းကောင်းပါတယ်မဟုတ်ရင်မောင်မိမအလှလေးဆိုတော့တော်ကြသဝင်တွန်နေရအောင်မေတော်ပါမောင်ရဲ့စားစရာရှိရစားပါဆိုတော့တော်တယ်စိလိတ်မတော့ကိုမစားဖြိုးတိုင်းကြိုက်မဲ့အနေအထားပေါ့အသာဝစားအလောင်းစားအပျော်ပါမလိုက်ဘူးမနဲ့အလွတ်သွားတယ်ပြန်လာတယ်ကျမအနာကတ်တဲ့လာစားလဲအကောင်အတဲမညွမငင်းမငင်းမညူပဲချစ်ရှာတယ်ဆိုတော့ကျမအိမ်ထဲကြီးပဲနေတာကိုသိတဲ့ဘောမကြောက်ဘူးအပြင်ကိုအမြဲတမ်းခေါ်တယ်ဘေးအိမ်တွေနဲ့မိတ်ဆက်ပေးတယ်ကျမကဘသူမှလိုတာထက်ပိုမရောဘူးအလဲအပတ်လည်းမလုပ်ဘူးဇော်မှာကျမမကြိုက်တာရှိတယ်ကျမအနာအရင်ကတ်တာပဲဒါဟာကျမဇော်ကိုမချစ်လို့ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီနေ့ဇော်ပိတ်ရဲ့မေမောင်တို့ရုပ်ရှင်သွားကြည့်မယ်လေမောင်သွားကျင်သွားပေါ့မေရရောမေကအလုပ်ရှိတယ်ဒါပဲမဟုတ်လားဇော်ကကျမစကားကိုဖြတ်ပြောလိုက်ပြီးအင်းပေါ့အလုပ်ရှိရအောင်ထားခဲ့ပါကွာလိုက်ခင်တော့မင်းတော့အင်းမနိုးနေပြီဟုတ်လားထားတော့အေးရသိမလို့မနှက်စာလှုပ်ထားတယ်သွားထားတော့အစားကတော့ထားတော့မလို့ပဲအခုမေကိုတွေ့ပြီးပြန်ရေးချင်သွားပြီဟာရုပ်ရှင်ကိုသွားမှဆိုအင်းလေနောက်ကျလိုက်မယ်လေနောက်ကျပါစေပေါ့ဆိုပြီးကျမကိုအတင်းဖက်ကအိပ်ရတဲ့ပြစ်လဲချပစ်လိုက်တယ်တစ်ချိန်နဲ့ကျမသူ့ကိုတွန်းထုတ်လိုက်မိတယ်သူကရင်ချင်းရင်မှာကျမကိုကြောပေးထိုင်ပြီးမောင်ကိုမချစ်တော့ဟုတ်လားမေအဲ့လိုမဟုတ်ပါဘူးမောင်ရဲ့အပြင်သွားမယ်ဆိုတော့နောက်ကျမှဆိုးလို့ပါဟာအနားကိုတိုးပြီးနောက်ကနေခါကိုဖတ်တော့မောင်မခုံပေါ်ကိုမေးတင်လိုက်တယ်မောင်ကိုချစ်လားအင်းအဲ့ဆိုချစ်ကြမလားလက်များကိုဆက်ငါထားလိုက်ပြီးကြာသလားလို့ချစ်စရာလေးကွာဇောကချောရတိတ်တွေတယ်ကျမအပြင်သွားရင်လက်ချိတ်မလျှောက်တတ်ဘူးငယ်ကတော့အားနေချက်ပေါ့လာမောင်းလက်ကိုဆွဲထားသွားပါလက်တွေချွေးထွက်ကထွက်နဲ့သွားရှိရကျမပခုံးကိုလှမ်းဖက်ပြီးလက်မကန်ရင်လည်းပြီးရောမောင်းမိမအလှလေးကိုသူများရဲ့ကြည့်မှဆိုလို့မောင်းကကွယ်နေတာဘာဖြစ်နေရလဲငိမ့်ငိမ့်နေဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်ပြောင်းလာလိုက်တာအိမ်ထောင်သက်တမ်း3နှစ်ကျော်တဲ့အထိပေါ့ကျမငယ်ကိုအလွန်တတိယမိတယ်အရင်လိုနေ့တိုင်းမပြောဖြစ်တာလွယ်ရင်တစ်လတစ်ခါတော့စကားပြောဖြစ်ကြသေးတယ်မောင်ဟင်ပြောလိမ့်မေခရီးသွားခြင်းလို့အမလီထိပေါက်တော့မှာပဲဘယ်ကိုလဲငှက်စီကိုပါအော်သွားလေမောင်လိုက်ပို့မယ်မိပါသာသွားမယ်လေအမလီဗျာအကြာကြီးမောင်းခန့်ရမှာစိတ်မချနိုင်ပါဘူးကျွန်တော်မျိုးကိုထားခဲ့နိုင်တယ်ပေါ့မဟုတ်ပါဘူးမောင်ကအလုံးနဲ့မို့လို့ပါမောင်လိုက်ပို့မယ်တိတ်ကြကြမနေဘူးဟုတ်လားတောက်ကြနေညကြသွားမယ်လေမောင်လည်းရုံမပြတ်ရအောင်အင်းမကျေးဇူးတော်မောင်ဇော်ကကားမောင်ရင်ကျမလက်တစ်ဖက်ကိုကာပြီးမောင်းတယ်ပူတယ်ကွာကားသာသေးချမောင်းပါလွတ်ဆိုပြီးလက်ကိုဖဲလိုက်တော့ဇော်ကလက်ကနေပေါင်ကိုပြောင်းကင်တယ်ကိုမိမကိုကင်တာပဲကွာဘာဖြစ်လဲဆိုပြီးပေါင်ကိုဆွဲလှုပ်လိုက်တော့ကျမပြုံးလိုက်မိသည်တလန်လုံးကျမအိပ်ပျော်နေခဲ့ပေမဲ့ကျမကိုခဏခဏလာနှမ်းတာတော့တတိထားမိခဲ့တယ်အမလီလွမ်းလိုက်တာမေရဲ့ပူတောင်လှလာသေးတယ်ငယ်ရောပဲပိန်သွားသလားလို့ငယ်ရဲ့ဟုတ်တယ်မကြီးညာလာညစာရှောင်းနေဗျာလာထိုင်ရအောင်ရေချိုအနားယူပြီးငဲ့အမျိုးသားနဲ့ဇော်ကအပြင်ထွက်သွားတယ်မေအစင်ပြေးရလားပြေးပါတယ်ငယ်ရဲ့ဇော်ကမေကိုချစ်ချတယ်ဂီယူဆိုင်တယ်လေမေရရောလို့ငယ်ကမေးလာတော့တန်ရုံးစင်တော့ရှိပါတယ်ငယ်ရဲ့ဒါပေမဲ့ဘာဖြစ်လဲမေထားပါငယ်ကမေးကြည့်တာပါငယ်ကောင်မလေးခံစားနေရမှာဆိုလို့ဒါမဲ့ငယ်သိနေတယ်မေငယ်အမျိုးသားတကားနာမှာဒီနေ့ကဘာတွေပြောနေတာလဲဘာမှမဟုတ်ပါဘူးမေကိုကလေးယူဖို့ပြောနေတာလို့ငယ်ကပြောလိုက်တယ်အော်ကလေးဆိုမှနောက်ကြုံမှငဲ့ကိုပြောပြအောင်မယ်မေဟိုဘက်မှာလှတယ်လာမောင်တက်ပုံရိုက်ပေးမယ်ဇော်ခေါ်နေတာနဲ့စောနောက်ကိုလိုက်သွားရတယ်တောင်ကြီးကအလွန်အေးတယ်ကျမမှာအနှွေးတယ်မပါတော့ငဲ့အနှွေးတယ်ကိုပဲယူဝတ်ခဲ့ရတယ်မနေ့ကပြောစရာရှိရဆိုစကားပြတ်သွားတာဘာပြောမို့လဲမေဘာကြီးလဲရင်မသိဘူးလေမေရဲ့စကားပြောနေရင်နောက်ကြုံမှငဲ့ကိုပြောပြမယ်ဆိုပြီးထသွားတာလေအော်မေကကလေးယူလို့မရဘူးငဲ့ရဲ့ဟဲဘလို့ဖြစ်တာမေတို့စူးစမ်းပြီးဇော်ကလက်ခံပါတယ်မင်းလည်းလက်ခံတယ်နှစ်ယောက်တည်းနေသွားကြဖို့ကိုလေအင်းမဒါလည်းပြောစရာကောင်းတာပါပဲညနေကျပဲချိန်သွားမှလည်းမပြန်စီချင်သေးဘူးအယမ်းမြန်တာပဲစောအလို့အမိလေးငယ်ရဲ့သူပြန်တဲ့အချိန်ပေါ့ကားဝတက်ခံနေငယ်ကျမလက်ကလေးကိုဆုပ်ကန်လိုက်ပြီးငယ်တို့ပြောနေကြမယ်နော်တဲ့ငယ်အပြောင်းတွေဟာငယ်အရင်လိုပဲလှနေသေးတယ်တိတ်မကြကျမရန်ကုန်ကိုလည်းသွားခဲ့တယ်
အမေစီကိုပေါ့စော်မားတာနဲ့နေချင်းပြန်มาပဲအမေစီနေခဲ့မယ်လေမောင်နောက်တစ်ပတ်မှလာခေါ်ပေါ့ဟင်းမေကလည်းစောမျက်နှာတစ်ချက်ညှိုးသွားတော့အင်းမဆိုပြီးပြန်လိုက်လာခဲ့ရတယ်စောကဒုတိယငယ်ပါပဲအလုတ်ကအကြောင်းများကိုအိယာဝင်ချိန်တိုင်းကျမကိုပြောပြတယ်မောင်တို့ရုံးမှာလူတစ်တွေရောက်တယ်မောင်သူတို့ကိုတိတ်တဘောမကြအောင်အထက်လူကြီးတွေကိုကတ်လို့ဒီလိုပဲပေါင်းသိရတာပေါ့မောင်ရဲ့တစ်ချိန်တည်းမှာပဲမောင်ကိုရောစောကကောင်မလေးတွေလာမကတ်ကြဘူးလားဟိုမရှိပါဘူးကွာဘာလဲတဝင်းတော်လားဟုတ်ပါဘူးကောင်မလေးတဝင်းတွန်နေပြီးတော့ဟုတ်ပါဘူးဆိုမောင်ကလည်းဇောတခါတည်းကလေးနဲ့တူတယ်ချွန်းနဲ့တက်ပြီးအာကုထိုက်တယ်လို့ချစ်ဖို့လဲထိုက်တယ်နေအိမ်เนี่ยအိမ်ထောင်သက်တမ်း9နှစ်ပြည့်ဖျားသွားမယ်လို့စိတ်ကူးထားခဲ့တာဟာမေဒီနေ့ဘာမှမချက်ထားဘူးလားအပြင်မှာစားမလို့လေမောင်ဟင်ဘယ်သားမလို့လဲစောမေးနေပြီဖျားသွားမလို့လေမောင်ဘာနဲ့မို့လို့ခဏကြာမှသူတတိယသွားပြီ sorry မေမောင်ဟိုဟာအလုပ်များပြီတစ်ချက်မေ့သွားတာဒါပေမဲ့ဒီနေ့ကအစည်းအဝေးရှိလို့လေမောင်မသွားလေရတယ်မေထမင်းကြအမြန်လုပ်ပေးမယ်မောင်စကားမဆုံးခင်ကျမဖြတ်ပြောလိုက်တယ်ရတယ်လေမောင်ပြင်မှာပဲစားလိုက်တော့မယ်ဟုတ်ပြီလေအိမ်ထောင်တက်တန်း9နှစ်မှာစောနုတ်ကပထမဦးဆုံးအပြင်မှာစားလိုက်မယ်လို့ထွက်လာခဲ့ခြင်းပါပဲစိတ်ထဲတနှုံနှုံနဲ့ဖြစ်နေခဲ့တဲ့ငှက်စီဖုံးဆက်ပြီးစောအစ်စ်တွေ့နေပြီလားမသိဘူးငယ်မေအတွင်းလွန်နေတာဖြစ်မှာပါသူ့ရောက်မှာလူတစ်တွေရောက်တယ်ဆိုအင်းလေဘာညာလေးမေးကြည့်သေးလားမေးတယ်ဘာပြောလဲအန်တန်တန်နဲ့ပဲစောကအခုလိုတခါမှမမေ့ဘူးမေးပဲမေးခဲ့တာဒါဆိုဒီတစ်ခါခွန်းလွတ်လိုက်ပေါ့စိတ်ထင်နေတာလည်းဖြစ်နိုင်ပါတယ်မေရဲ့ဇော်ချီလန်းတွေပြက်နေတာမေခံစားမိတယ်ငယ်ညနေအိမ်ကိုနောက်ကျမှပြန်လာတာမျိုးရရှိလားဒါပေမဲ့မနက်ပိုင်းတော့အစောကြီးထားပြီး9 နာရီခွဲလောက်ဆိုသွားတယ်မဖြစ်နိုင်ပါဘူးမေရဲ့ဖုန်းဆက်ခန်းနေမဟုတ်နိုင်ပါဘူးမေရမေးလိုက်ပါလို့ငယ်မာခဲ့ပေမဲ့စောကိုစိတ်ဆိုးနေခဲ့တယ်မောင်ပြန်ရောက်ပြီး Happy Anniversary ပါမေပန်စီကြီးပါလာပြီးကျမသိကြိုက်တဲ့တနခါပန်းတွေနဲ့တပွေးတစ်ပိုက်ကြီးတစ်ချက်ပြောင်းလိုက်ကအပြင်မှာစားမယ်ဆိုလို့နောက်အပြင်မှာပဲစားတော့ဒီနေ့လည်းဘာမှမချက်ထားဘူးဆိုပြီးပန်းစီယူကလက်ထွက်ခဲ့တယ်ရတယ်လေမစားဘူးမေးချက်တွေးမှပဲစားမယ်ထက်ချက်မကွာလိုက်ဖက်နေပြီးမောင်တကယ်အလုပ်များနေလို့တစ်ချက်ကလေးတတိမိသွားတာပါမေရဲ့မောင်စိတ်မဆိုးပါနဲ့ကွာကျမစိတ်ဆိုးမပြေရင်သူလွတ်မှာမဟုတ်တော့ပြီးတာပဲအဲ့ဆိုလဲခြေလန်းတွေပြက်မယ်မကြမ်းနဲ့နော်ရိုက်ချိုးပြစ်မှာအမလေးမပြတ်ပါဘူးဗျာကြောက်ပါတယ်ရေရေမောမောနဲ့သူပြန်ပြောခဲ့တယ်ဘေးမှာလှဲနေတဲ့စောကိုကြည့်ပြီးမောင်ဗျာစောကအမြဲဟင်းလို့သာထူခဲ့တာအခုဗျာတဲ့စိတ်ထဲတစုံတယောက်ကိုတတိယသွားမိတယ်မေကလှလာရင်လှတယ်မေဘယ်လောက်လှလဲအဲ့လိုတော့မောင်မသိဘူးဆိုပြီးသူ့လက်မောင်ပေါ်လက်လေးပုတ်ပြတော့ကျမသွားလဲအိတ်လိုက်တယ်မျက်လုံးလေးလှတယ်အပြောရောအနေထိုင်ရောမိမပြီးသားတယ်တော်လဲတော်တယ်ခန္ဓာကိုယ်လဲလှတယ်စပင်လဲလှတယ်ကွာမောင်မိမပြည့်စုံသောမိမလေးပဲစောဘိုက်ကတကွန်ကွန်မြင်နေပြီးအတန်ကြားမှာဆိုတဲ့အတွက်စောလှုပ်ခါနေတယ်မေခောက်ဆွဲပြုတ်ပေးမယ်နော်ဆိုပြီးကျမပြုတ်ပေးထည့်ပြီးမှစောထစားတယ်စားနေတာကြည့်ပြီးကျမစိတ်ထင်နေတာပဲဖြစ်မှာပါလေဆိုပြီးစိတ်ကိုဖြေခဲ့ရပြန်ပါတယ်အပိုင်းရှိမဖြစ်နိုင်ဘူးဆိုပြီးချလိုက်တဲ့စီတစ်ဖက်တစ်ချက်စီမှာသူ့ဘက်ကလည်းငိုကိုယ့်ဘက်ကလည်းပြိုရုံကိုတခါမှမလိုက်ဘူးတဲ့ကျမအိမ်ထဲကလိုက်သွားဖို့အစောကြီးထပြင်ဆင်ပြီးစောင့်နေခဲ့တယ်ဟာလှလို့ပါလားဘယ်သွားမလို့လဲမေမောင်နဲ့လိုက်မလို့လေဘယ်ကိုလဲရုံးကိုပေါ့မောင်ရဲ့မောင်ပဲအမြဲခေါ်နေပြီးတော့ဟာချိုးလည်းမပြောမောင်ကဒီနေ့ဟိုအစည်းအဝေးရှိတယ်မောင်မခေါ်ချင်လည်းမလိုက်တော့ပါဘူးရော့ထမင်းကြံကိုစောလက်ထဲထည့်ပေးလိုက်တော့ဟွာလေမေးလိုက်ချင်လည်းလိုက်ခဲ့ပါစောင့်တော့စောင့်ပေးနော်ဟုတ်စောင့်မှာပေါ့မောင်ရဲ့အမမောင်လူတယောက်ကိုဝင်ခေါ်ရအောင်မယ်ရတယ်လေပြီးရင်ဆင်းလာခဲ့မယ်မိကားတဲ့ပစ္စည်းတွေထည့်ပြီးစောင့်နေမယ်ဆိုတော့အရင်လိုကျမလက်ကိုကင်မထားပဲလက်တန်းပေါ်လက်တင်ပြီးလက်တွေကိုအငြိမ်မနေတကူကူကိုစိတ်နှစ်ပြီးတွေးနေသလိုငြိမ်နေကလမ်းတွေကိုကွေ့ဘက်ကမောင်းနေတော့အစည်းအဝေးရှိရဆိုမြန်မြန်မောင်းလေမောင်းဘလို့လို့လမ်းတွေကိုပတ်မောင်းနေရလဲဟိုလမ်းကပိတ်ထားလို့လေဘယ်လမ်းကပိတ်တာလဲမနေ့ကမှမေးဈေးလာဝယ်ထားတာမပိတ်ပါဘူးမောင်ရဲ့မသိဘူးပိတ်ထားတယ်ထင်လို့ငါထက်တိုက်ခန်းရှင်မှာဇော်ကားရလာပြီးဖုန်းခေါ်နေတယ်။နှဲ့ကိုရောက်ပြီအကိုတဲ့ခဏကြာတော့ခက်ငယ်ငယ်ကောင်မလေးတယောက်ဆင်းလာတယ်20ကျော်ဝန်းကျင်ပဲရှိအောင်မယ်သူနောက်ခန်းမှာထိုင်ပြီးမိနစ်အနည်းငယ်လောက်ထိကျမတို့3ယောက်လုံးဘာစကားမှမပြောနှုတ်လည်းမဆက်တကယ်ဆိုဇော်ကမိတ်ဆက်ပေးရမယ်ဟုတ်လားကျမစိတ်ထဲတွေးနေမိတယ်ဇော်မှန်တဲ့ကနေကျမကိုခဏခဏချောင်းချောင်းကြည့်နေပြီးသူ့နှုတ်ကအကိုအမျိုးသမီးလားဟုတ်တယ်မြို့နှင်းမိတဲ့နွယ်မေ तू ကရိမ့်ခတ်နွယ်တဲ့ဟုတ်ရုံးမှာတော့နွယ်လို့ပဲခေါ်ကြတယ်အမ
အမသိလာတာပဲစပင်းလဲကောင်းအရွယ်လဲကောင်းသူနှုတ်သက်လာတယ်ညောင်းနေပြီရှင်ကဲဘာစားမှလဲပြောရေရဲမမောဖြေလိုက်ပြီးရှုံရောက်တော့အစည်းအဝေးရှိရဆိုမောင်အော်အင်းဟိုးစောအန်တန်တန်ဖြစ်နေချင်းဟင်ဒီနေ့အစည်းအဝေးမရှိပါဘူးမနေ့ပြန်မှလေကိုရဲ့ရက်မှတ်တာမှားလာတယ်နဲ့တူတယ်သူမထပြောအပြီးအော်ဟုတ်တာပဲဒီနေ့26ရက်နေ့မနေ့ပြန်မှပဲဟာကွာကဲပါထားလာမဒီမှာထိုင်ဆိုပြီးထိုင်ကုံလေးချပေးသွားတယ်သူကစောနဲ့အနိကအလုပ်လုပ်ရတယ်တွတ်တယ်လှတယ်အသားဖြူဖြူနုနုနယ်နယ်လေးပြီးတော့စောကိုအကိုးလို့လဲခေါ်တယ်သူမစောကိုကြည့်တဲ့အကြည့်တွေမှာမယိုးရှင်လားကျမမောင်ပေးရလူတွေအားလုံးကိုတမနက်လုံးအကဲခတ်နေမိတော့တယ်ဒီလေထမင်းစားကြရောက်တော့မောင်မေးပြင်းတယ်ပြန်နေတော့မယ်မောင်လိုက်ပို့မယ်လीနေမေးပါသာသွားလိုက်မယ်ဟာမောင်စိတ်မချပါဘူးခဏမောင်လိုက်ပို့မယ်ရုံးကလူတွေကနှစ်လိုခွဲရလိုက်ကြည့်နေကြပြီးအားစားတဲ့စကားတွေတီတိုးပြောဆိုနေကြတယ်လက်လက်လျှောက်စောအကြောင်းတွေးနေမိတယ်ကျမစောကိုဆုံးရှုံးရတော့မှစိတ်မခံစားနေရပြီဘာစကားမှမပြောဘဲကားမောင်းနေတဲ့စောလန်မောင်ပေါ်ကောင်းလေးမိလိုက်တော့ဟာကွာမောင်မိမကတော့ချွဲပြီဆိုပြီးကျမနှစ်ဖူးလှမ်းနှင်းလိုက်ချိန်မှာကျမခန်းစားလိုက်မိတယ်။ပေါက်အနှမ်းတွေကအရင်လိုမနှွေးထွေးတော့ပြီ။ကျမမောင်ကိုလက်လွတ်မပေးချင်ဘူး။မောင်ကတစ်ချိန်ကကျမကိုအလွန်မင်းချစ်ခဲ့တယ်။ကျမအလှကျမအချက်အပြုံးနဲ့ကျမအယူအရာကိုဆွဲလန်းခဲ့တဲ့သူဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပါဘယ်မိမမှကို့အမျိုးသားကိုမဆုံးရှုံးချင်ပါဘူး။တတိထားမိသလောက်ဇော်ပြောင်းလဲနေတာ3လကျော်ခဲ့ပြီ။တရက်ထက်တရက်စော်ကအလုပ်တွေပိုပိုများလာတယ်။အလုပ်ကိုလည်းအစောကြီးသွားတဲ့အပြင်ညတွေဆိုနောက်ကျမှပြန်လာတတ်နေပြီကျမရုံးကိုလိုက်သွားခြင်းပေမဲ့ကျမစိတ်မှာကျမကြောင့်နေရခတ်သွားမဲ့လူနှစ်ယောက်ကိုတနာနေမိတယ်အဲဒါကြောင့်မသိချင်အောင်ပဲစောင့်နေခဲ့တယ်အိမ်နေရာသီဥတို့မကောင်းဘူးမိုးရွာလိုက်နေပူလိုက်နဲ့အဝတ်တွေထုတ်လန်းလိုက်ပြန်ရောက်လိုက်နဲ့ကျမအလုပ်ရှုပ်နေခဲ့တယ်ငဲ့စီကဖုန်းဝင်လာပြီးဟယ်လိုမင်းနေကောင်းလားအေးကောင်းပါတယ်ငယ်ရောကောင်းပါတယ်မေအစင်ရောပြေရလားညအိမ်မက်မက်တယ်မေခွေးကိုက်ခံရလို့တဲ့အကြောင်းအသွားလာတတိထားဖို့ဖော်လန်းဆက်လိုက်တာနေတော့ကောင်းတယ်ဟုတ်လားအင်းကောင်းပါတယ်မေကယူးဆက်လိုက်ပါမယ်ငယ်ဟိုတစ်ဘက်ကရန်ကုန်သွားသေးတယ်မရောက်တာအရန်ကြာနေပြီလေအကြောင်းပြီးတော့ဘာဖြစ်လို့လဲငယ်တို့နေခဲ့တဲ့အဆောင်ရှိကိုလည်းရောက်ခဲ့တယ်ဘာမှမပြောင်းလဲသေးဘူးအရင်တိုင်းပဲသိလားအင်းနေအောင်လုံးတိတ်ဆိတ်သွားပြီးခဏအကြာမှာငယ်မိုးရလာလို့အဝတ်ရအောင်ပဲဒါပဲနော်အင်းမေအဆောင်လဲဆောင်းအောင်အဆောင်နဲ့ကျမအကိုကိုတတိယသွားမိတယ်။တစ်ချိန်တည်းမှာပဲအကိုအမျိုးသမီးကိုလည်းတတိယခဲ့တယ်။အခုချိန်မှာကျမအကိုအမျိုးသမီးကိုစာနာတက်ခဲ့ပြီးအဲ့ဒီတော့ကသူဘလောက်ခံစားခဲ့ရမလဲ။ဇောမချစ်ခဲ့တဲ့ကျမတော့ဒီလောက်ပူပန်နေရရင်အကိုကိုချစ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးကဘလောက်တောက်ကတွေများခဲ့ရမလဲ။ဒါပေမဲ့ကျမလည်းအကိုကိုတကယ်ချစ်ခဲ့တာပါပဲ။မြည်ရွယ်ပဲဖြစ်သွားခဲ့တဲ့အရာတွေဟာအချစ်ကြောင့်ဆိုရင်ရည်ရွယ်ပြီးဖြစ်မလာတဲ့အရာတွေရောအချစ်ကြောင့်ပဲလို့ဆိုနိုင်မလား။တကယ်တော့အချစ်ဆိုတာကျမတို့လုပ်ယူခဲ့တဲ့အရာမဟုတ်ပေမဲ့ထိန်းချုပ်လို့တော့ရနိုင်ပါတယ်။မထိန်းချုပ်ပဲခံစားမှုနောက်ကိုလိုက်ရင်နှလုံးသားအလေးချိန်ဟာမြင်ရင်နဲ့ပဲယူသွနေခဲ့ကြတာ။အဲ့ဒီတော့ကအကိုရွေးခဲ့တဲ့လမ်းဟာမှန်တယ်ဆိုတာကျမသိခဲ့ရတယ်။အကိုကကျမကိုရွေးချယ်ခဲ့ရင်ကျမအခုလိုခံစားချက်ကိုနားလည်မှာမဟုတ်ဘူး။ကျမတို့ဟာတယောက်နေရာတယောက်ဝင်မခံစားကြည့်တဲ့ကိုချင်းစာစိတ်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး။တကယ်တမ်းကျမမိနေခဲ့တာကအကိုအမျိုးသမီးနေရာကိုဝင်ကြည့်ဖို့ပါပဲ69ရာခိုင်နှုန်းတေချာနေခဲ့တဲ့ဇော်ဟာနှွေကိုချစ်ချိုက်နေခဲ့ပြီးအိမ်နေကဇော်ရုံးကိုမသွားဘူးအိမ်ဖုန်းကိုရုံးကဖုန်းဝင်လာတယ်ဟယ်လိုအမကြီးကိုဇော်အလုံးမလားလို့လေစကားနိုင်ကကျမကမနက်ကနှွေကိုလည်းဝင်ခေါ်ရအောင်မယ်ဆိုပြီးထွက်သွားတာပဲအော်နှွေကမနေ့တည်းကမလာဘူးလေတကယ်ဆိုရုံးမှာအရေးတကြီးလှုပ်ရှားရှိလို့ဆိုပြီးတော့ညကဇော်ပြန်မလာတာအော်နေအောင်တော့ဇော်စီကဖုန်းလာနေတယ်အမပြန်ဆက်မယ်နော်ဆိုပြီးဖုန်းခဏချလိုက်တယ်ခဏနေမှကျမရုံးကိုဆက်ပြီးပစ္စည်းမိကြံနေခဲ့လို့ပြန်လှည့်လာတဲ့မောင်လေးကြီးပြန်ထက်သွားပြီးနည်းနည်းတော့နောက်ကျလိုက်မယ်နော်လို့ပြောခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်ဇော်ကကျမအမျိုးသားဖြစ်တဲ့အတွက်သူအရှက်ရမျက်နှာငယ်ရအောင်တော့ကျမလုံးမှာမဟုတ်ဘူးမောင်ပြန်ရောက်ပြီးအင်းဇော်ကမနက်ကအကြောင်းကိုရုံးမှသိလာခဲ့ပြီးထင်ပါတယ်မနက်ကဖုန်းဆက်သေးရဲ့ဆိုမြင်မဆက်ပါဘူးရုံးကအရင်ဆက်တာအဲ့ဒါဟိုမောင်လေးအင်းမကျမသူ့မျက်လုံးတွေကိုစစ်စစ်ကြည့်ပြီးမောင်ကိုမေးယုံပါတယ်အချစ်ဆိုတာမေးတော့တမင်လို့ယူထားတဲ့အရာတွေမဟုတ်ဘူးလေနှလုံးသားတောင်းတတဲ့သူကိုတော်မသိလိုက်ပါပဲချစ်မိကြမှာပဲအဲ့ဒါအချစ်ရဲ့သဘောတရားတွေပဲဟုတ်တယ်မဟုတ်လားအရင်မရှိအဖျားမရှိပြောလိုက်ပေမဲ့ဇော်နားလေးပုံရတယ်သူမဟုတ်ရင်အတင်းပြင်းရင်းတက်တဲ့ဇော်ကငြိမ်ပြီးနားထောင်နေတယ်အချစ်ဆိုတာကိုနဲ့အတူရှိမှမဟုတ်ပါဘူးသူပြောနေမယ်ဆိုရင်ဘယ်သူနဲ့ပဲပြောကိုလည်းပြောရမှာ
ကိုရွေးတဲ့လမ်းကိုရှောက်ရမှာပါပဲမောင်ရဲ့ကောင်းမယ်ဆိုရင်လှုပ်ပေါ့မေဘာမှမပြောလို့မေရဲ့မောင်လေးမင်းကိုတကယ်ချစ်ခဲ့တာတကယ်တန်ဖိုးထားပါတယ်ဒါပေမဲ့အခုမောင်ဘလို့ဖြစ်သွားလဲမသိဘူးဒါပေမဲ့မောင်မင်းကိုအခုချိန်ထိသိချစ်တာမေရဲ့ဒါတော့ယုံပါမေတော်ပါတော့မောင်ရဲ့ထိန်းထားပါရဲ့နဲ့ကျမမြင်ဝန်းတဲ့မျက်ရည်တွေစီးကျလာခဲ့ပြန်တယ်စောနဲ့ကျမရှင်းတယ်တခုခုဆိုငဲ့ညာစရာသားသမီးလည်းမရှိနှုတ်သားတန်ရောစီမရှိကြတာညတွေမှာကျမကောင်းကောင်းအိတ်မပြောခဲ့ဘူးမောင်ကျမကိုကလေးတယောက်လိုဖတ်ထားခဲ့တယ်အဲ့ဒီလက်တွေနဲ့သူ့ကိုလည်းမောင်ဖတ်ကောင်းဖတ်ခဲ့နိုင်တယ်အိုးငါဘာတွေတွေးနေပါလဲကျမအိယာတွေကထွက်လာခဲ့တယ်အမောင်ကြကအပြင်မှာတိတ်ဆိတ်နေတယ်လေစိမ့်တွေဟာကျမအင်ဂျီကနေကျမရင်တွင်ကိုတဆင့်ချင်းတိုးဝင်အေးဆက်နေတယ်ငဲ့ကိုတတိယမိပြန်တယ်ဒီအကြောင်းတွေငဲ့ကိုမပြောပြဖြစ်ဘူးအခန်းထဲကအစောဖုံးတန်မြည်နေတာကြားလိုက်ရတယ်အချိန်ကမနက်တနာရီမြင်းသမျှကြားသမျှတွေဟာကျမကိုအတိတ်တွေထဲပြန်ဆွဲခေါ်နေသလိုနာကျင်ရတယ်ဒီအချိန်ကအကိုဖုံးခေါ်တတ်တဲ့အချိန်ဇော်ဖုံးချလိုက်ပြီးစားပိုးလိုက်တဲ့အထင်ပါရဲ့ကျမအမျိုးသမီးတယောက်ကိုစိတ်ထဲကနေထပ်တလဲလဲတောင်းပန်နေမိတယ်ကျမအခုသူ့နေရာကိုရောက်နေပြီးသူနာကျင်သလိုနာကျင်နေရပြီးဘယ်တော့မှထွက်ခွာသွားမလဲလို့တွေးပူနေခဲ့ရပြီးငဲ့ကိုဖုံးဆက်ပြီးအကုန်ပြောပြလိုက်တယ်ဇော်သူ့ကိုချစ်နေပြီလားမသိဘူးမိထက်ပိုပြီးချစ်သွားပြီလားမသိပါဘူးငယ်ရဲ့အပျော်ဆိုရင်တော့မင်းနားလေပေးလိုက်မယ်လူဆိုတာတခါတော့မှားဖို့ကြမှာပဲလေမေစောကိုမဆုံးရှုံးချင်ဘူးစကားမဆုံးခင်အိုးဖောက်ပြန်နေတာကိုနားလေပေးစရာလားမေရဲ့ယူနေရလားဒါပေမဲ့မေတော့ကလည်းငယ်ရဲ့အချင်းတွေကမတူဘူးမေကရိုးသားတယ်အခုသူတို့လိုမျိုးအတူအိတ်အတူစားတွေရှိခဲ့တာမဟုတ်ဘူးစားလေးပို့ရောအတန်လေးကြားရုံနဲ့နာကျင်ရတာသူတို့လိုပြောနေခဲ့ရတာမဟုတ်ဘူးမေကဖောက်ပြန်ရမရောက်ခဲ့ဘူးမနေ့ဖြန်ငယ်မန်းလေးလာခဲ့မယ်မလာပါနဲ့နေပါငယ်ရဲ့မေအတွက်ငယ်လှုပ်ရှုပ်ပါတယ်နေပါစေမေပါသာကြည့်ပြီးစီစဉ်ပါမယ်ဆိုပြီးဖုံးချပြလိုက်တယ်အရာရာကိုတရေးရေးမြင်ပြီးညာလုံးပေါဝရန်တာမှာပဲထိုင်ကငိုနေခဲ့မိတယ်နောက်တနေ့မနေ့မှာမောင်အလုပ်သွားတော့မယ်ဟာမျက်လုံးနဲ့အိတ်နေရောပဲဘာဖြစ်တာလဲဘာဖြစ်လို့လဲနေမကောင်းလားမေဘီမျက်ရည်ကျနေတဲ့ဆော့ကိုကြည့်ကငိုမနေပါနဲ့တော့မောင်ရဲ့မောင်ပြောဖို့အထက်ကပါပဲဒါပေမဲ့မေသိချင်တယ်ဟောဒီမောကောင်းကင်အောက်မှာမင်းကိုပဲချစ်တာပါလို့ပြောခဲ့တဲ့မောင်ကအခုဒီကောင်းကင်အောက်ကတခြားအမျိုးသမီးတယောက်ကိုမိထက်ပိုချစ်သွားပြီလားဆိုတာတကယ်သိချင်မိတယ်အားရပါရငိုချပြလိုက်ခြင်းပဲမဲ့လည်းမျက်ရည်ကျရုံကလေးထိန်းထားနိုင်ခဲ့တယ်ရင်တွေကွဲထွက်သွားမတတ်ပါပဲကျမရှင်မှာမောင်ဒူးထောက်ရက်သားဖြစ်သွားပြီးမောင်ချိန်ပြောရေးပါတယ်မေမောင်အခုချိန်ထိမိကိုအရင်ကလိုချစ်နေတော့မှာပဲဒါပေမဲ့မောင်အမားမောင်သိပါတယ်မောင်အတွက်မင်းမျက်ရည်ကျရတာမတက်ပါဘူးဒီကအမားပါမင်းရဲ့ဒီကအမားပါပြောနေရင်ဇော်မြေပြင်ကိုလက်သီးနဲ့3-4ချက်လောက်ထိုးလိုက်ချင်းတော်ပါတော့မောင်ရဲ့တော်ပါတော့ကျမမောင်ကိုရင်ခွင်နဲ့သွင်းကဖတ်ထားလိုက်တယ်အိမ်နေရမိုးတွေအရင်ရွာနေတာဟင်းချက်နေရင်ဖုံးဝင်လာတာကြားပေမဲ့မကန်လိုက်ရဘူးခဏအကြာပြန်ခေါ်လိုက်တော့အမလားဟုတ်ပါတယ်မေးပါຫນွေပါအမသူ့အတန်မှာငိုတန်ပါနေပြီဟုတ်ပြောလေຫນွေတကယ်တောင်းပန်ပါတယ်အမတို့မိသားစုကိုပြပြစေလို့လည်းစိတ်မရှိပါဘူးတကယ်ပါအမရဲ့သူ့အတန်ဟာမိုးတန်တဲ့အတူရောနှောနေခဲ့တယ်တိတ်နာချင်းဝယ်ရကောင်းလွန်လှတယ်သူကကျမအမျိုးသားကိုဘလောက်ချစ်မိနေကြဝန်ခံပြောဆိုနေတယ်အမမကျင်တဲ့လို့လုပ်မယ်ဆိုရင်လည်းဘာလို့နှွေခံမမယ်ဒါပေမဲ့အကိုကိုတော့ကျမဖုန်းကိုချပစ်လိုက်တယ်သူကကျမထက်တောင်ပိုယူသွတ်နေတယ်လို့ထင်ရတယ်ကျမသူ့စီစားတစ်ဆောင်ပို့လိုက်တယ်အမဘာတတ်နိုင်မှာမို့လို့လဲနှွေအချစ်ကတိတ်ထူးဆန်းနေမဟုတ်လားဘသူ့ကိုဘလောက်ချစ်ကန်ကောင်ရဝဲကြဖို့တနည်းနည်းဖန်လာတာပဲချစ်ချင်းမြတ်တာဟာရိုးရှင်းပေမဲ့ဝကြွေးရောနှောလာတဲ့အခါဘဝတွေပါကြောက်ဖြစ်ကုန်တယ်စကားတွေအများကြီးတော့မပြောချင်ပါဘူးလွယ်နဲ့မှအဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်တိတိကျကျပြောရရင်အိမ်ထောင်တက်တန်း9နှစ်နဲ့6လပြည့်ဖို့နေ့ရက်အလိုမှာကျမနဲ့ဇော်ကွာရှင်းပြစ်စေခဲ့ကြတယ်ရန်ကုန်မှာဇော်နဲ့ကျမစုပြီးဝယ်ထားတဲ့အိမ်နဲ့ခြံကိုဇော်ကကျမနာမည်နဲ့ပဲစာချုပ်ချုပ်ပေးထားပြီးသားအင်းစာချုပ်နဲ့ငွေသားတချို့ကိုကျမကိုပေးတယ်မင်းမယူပြရစေနဲ့ဇော်မိဘသားလှုပ်ရှားနိုင်ပါတယ်မဟုတ်ပါဘူးမေရဲ့မောင်ကအဲ့လိုသဘောမျိုးနဲ့ပေးတာမဟုတ်ပါဘူးမောင်ပေါ်ရာနားလည်ပေးခဲ့တဲ့မင်းအတွက်မောင်ပေးချင်တာပေးနိုင်တာလေးပေးလိုက်ချင်လို့ပါလက်ခံပေးပါမေရဲ့ဒါတွေဟာမောင်ပေးနိုင်တဲ့မောင်ရဲ့နောက်ဆုံးလက်ဆောင်တွေပါကောင်းပါပြီကျေးဇူးတင်ပါတယ်အဆဆရလဲဂရုစိုက်ပါစောလို့ပြောပြီးမတက်ထအရက်မှာမောင်စကားတစ်ခုလောက်ပြောလို့ရနိုင်အောင်မလားစောဘက်ကိုပြန်လဲလိုက်ပြီးမေခေါင်းသာညှိပြလိုက်တော့စော်မျက်ရည်ကျလျက်မောင်ကိုလက်ထက်ယူခဲ့တဲ့နေရာစာပြီးမေကတာဝန်ကျခဲ့ပါတယ်အမေလိုအမလိုဇနီးတယောက်လိုပါရမီဖြည့်ခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပြီးတော့
ပြီးတော့မောင်တကယ်မင်းကိုချစ်ခဲ့တာပါဒါပေမဲ့ကွာရှူမောင်တခန်းကိုကျမလက်နဲ့ပိတ်လိုက်ပြီးလောကမှာချစ်ရင်တည်တဲ့သူနဲ့စူးစမ်းရင်တည်တဲ့သူနှစ်မျိုးရှိတယ်တမူထူပြီးစော်နောင်တနဲ့တည်တဲ့သူတော့မဖြစ်စင်နဲ့အရာရာဟာပိုကောင်းမှုဖြစ်လာတာပဲလေဟုတ်တယ်မဟုတ်လားဆိုပြီးနောက်ဆုံးအနေနဲ့စော်နှဖို့ကိုကျမပေးနိုင်မဲ့မြတ်တာအနှွေးတဲ့တစ်ခုသာနမ်းပြီးပြီးခဲ့တယ်ပြောသလိုသာနေပါတော့ကွယ်စော်နဲ့သူမဘလို့ဆက်သွားလဲကျမမသိချင်းသူတို့မန်းလေးမြို့မှာသာကြံခဲ့ပြီးကျမအတွက်နဲ့မိဘတွေကိုရောငဲ့ကိုရောစိတ်ဒုက္ခတွေမပေးလို့တော့ဘူးနောင်တိခါမှတိရောဆိုပြီးဘသူမှမပြောဘဲနေခဲ့တယ်ရန်ကုန်အိမ်မှာပဲရှေ့ကိုအခန်းထုတ်ပြီးကျွမ်းကျင်တဲ့လူအငှားခေါ်ကအလှပြင်ဆိုင်ဖွင့်ခဲ့ပြီးစားပြန်ရေးဖို့ဆုံးဖြတ်လိုက်တယ်ဇလန်းတွေထက်ကပြားတွေပဲကျမရေးချင်တော့တယ်သူ့နာမည်ကမိုးမိုးလွင်နဲ့ကျမသူ့ကိုမိုးမိုးလို့ခေါ်တယ်ငဲ့လိုပဲကျမကိုဂရုစိုက်တယ်ဆိုင်ကိုလည်းစိတ်ချရတယ်သူကြီးပဲဥဆောင်တယ်အားကိုးရတယ်တခါတလေစကားပြောဖြစ်ကြရင်မိုးလေအမကိုတိတ်အားကြတာပဲသိလားတကိုယ်လည်းအေးဆေးပဲအခါကျရင်ကျမကရင်ထဲကနာကျင်မှုတွေမြင်မသွားအောင်ပြုံးပြခဲ့ရသေးတယ်မိုးအမနဲ့အမြဲအတူနေမယ်သိလားအမကိုအတူခိုးမယ်အမနာမှာအမေလိုအမလိုအမြဲလှုပ်ကြွေးပြုစုမယ်ကျေးဇူးတင်ပါတယ်မိမိုးရဲ့နင်ပြောရတဲ့ငါကောင်ကအဖွားကြီးလိုပဲခံစားလိုက်ရတယ်ကျမရဲ့ပထမဦးဆုံးကပြားစာအုပ်အချစ်ဟာအီးမြလောက်နာကျင်ရ၏အဲ့စာအုပ်ကအမှတ်မချင်းမှန်းထားတာတဲ့ရောင်းအားကောင်းသွားပြီးလူကြိုက်များခဲ့တယ်မေးစာအုပ်ဖတ်ရတယ်ငယ်သိပ်ဝမ်းသာတာပဲသိလားဆိုတော့ပြောနေတော့မှာပဲသူ့အမျိုးသမီးကကြပြားဆရာမကြီးဖြစ်သွားပြီဆိုတော့ငယ်မေအခုရန်ကုန်မှာဟဲဟုတ်လားအန်နီတို့စီရောက်နေရလားမဟုတ်ဘူးအလှပြင်ဆန်ဖွင့်ထားတယ်ငယ်ကိုမပြောပြဖြစ်တာပြီးတော့ဇွန်နဲ့ကွာရှင်းလိုက်ပြီးရှေ့လ28ရက်ဆို9လပြည့်ပြီငယ်ဘက်ကခဏတိတ်ဆိတ်သွားပြီးငယ်ကိုဘာမှလည်းမပြောပါလားမေရဲ့အရင်ဆိုဖုန်းပြောရင်ပြောနေကြပါစကားမပြောရတာကြားနေပြီဆိုတော့ပြီးတော့ပြောတဲ့အချိန်ကလည်းစကားကမကြုံလို့ပါငယ်ရဲ့မိเจ้าနဲ့လည်းစိတ်တွေမများစေချင်တော့ပါဘူးအန်နီတို့ရောသိလားဟင်မေအဆင်ပြေရလားယင်ပြေးပါတယ်အမကျမရေလည်းဂရုစိုက်အောင်တကူဆိုငဲ့ကိုပြောငဲရှိရသိလားအမတရက်လာလေအောင်လင်နော်မိုးရသည်ရဲ့နေ့တနေ့ပါပဲဒါပေမဲ့နေကချစ်တာပူလို့မြို့ထဲကိုသွားရင်ကျမစိတ်မှာလူတယောက်ကိုတွေ့ချင်နေတော့တမင်တကာအရင်နေရာစီကားကိုလှည့်မောင်းသွားခဲ့တယ်ကျမတို့နေခဲ့တဲ့အဆောင်ကြီးဟာတော်တော်တောင်ဟောင်းနေခဲ့ပါပြီတစ်ပင်တွေကအခက်အလက်ရှိတွေကြောင့်လမ်းဘက်ကိုကားညွတ်ကျနေတယ်လမ်းကိုထက်ချဲထားတော့အဆောင်ရှိကကုန်းရဆိုင်တော့မရှိတော့ရှေ့ကိုဘိန်းလေး5ပတ်လောက်လှည့်လိုက်ရင်အကုဆိုင်ရှိရောက်တော့မယ်ကားဘိန်းတလိမ့်ချင်းလိမ့်သွားရင်နီကက်လာလေးကျမရင်မှာမွန်းကျက်လာလေးပဲအဲ့ဒီနာကျင်မှုကိုအသစ်တပံပြန်ခံစားနေရတယ်ကားရလိုက်ပြီးဆိုင်ထဲကိုကြည့်လိုက်တော့အမျိုးသားတယောက်ဟာကျမရှိရဘက်ကြောပေးပြီးပန့်ကာပြင်းနေတယ်ကားပေါ်ကဆင်းပြီးအကိုပြားပြားတဲ့သူ့အတန်ဟာတိုးလွန်လာတယ်သူ့စပင်တချို့မှလည်းဖြူနေပြီးသူ့နှကန်းတွေတော့အရင်လိုရဲမနေတော့ကိုမစားတော့ဘူးထင်ပါရဲ့သူ့လက်တွေမှာသွေးကြောများအထင်းသားပေါ်နေပြီးအသက်49နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့အမျိုးသားဟာကျမကိုပြားလို့ထူကလှည့်ကြည့်ပြီးနှုတ်ကမေးအကိုဟာကျမနာမည်ကိုမှတ်မိနေသေးတယ်သူ့မျက်ဝန်းတွေဟာအရင်လိုညှို့နေစေလှပနေစေပဲပူပိန်သွားလိုက်တာအကိုရဲ့စိတ်ထဲကနေတွေးနေခဲ့ပြီးကျမမျက်ရည်မကျလိုက်မိအောင်မနှဲထိန်ထားခဲ့ရတယ်မေဟုတ်လားယင်ဟုတ်ပါတယ်အကိုမျက်ရည်ကျသွားပြီးသူ့မျက်ရည်ကိုချက်ချင်းတုပ်လိုက်တယ်နေကောင်းတယ်ဟုတ်လားမေကောင်းပါတယ်အကိုအမျိုးသမီးရောမလာသေးဘူးလေပြီးခဲ့တဲ့ကာလတွေမှာအဆင်ပြေခဲ့ရလားအကိုဒီမေကုန်းကိုမေးရဖို့ကျမအချိန်ဘယ်လောက်တောင်စူးစမ်းခဲ့ရလဲဘယ်လောက်တောင်စောင့်ခဲ့ရတယ်လဲ73နှစ်ကျော်ဟုတ်တယ်14နှစ်ပြီးခဲ့ပါတယ်မေပြီးတော့ကိုတောင်းမှန်ပါတယ်ပြီးခဲ့တာတွေပြီးပါစေတော့ကိုရဲ့ဘာစကားမှမပြောဘဲနှစ်ယောက်လုံးတယောက်ကိုတယောက်စိုက်ကြည့်နေခဲ့မိကြတယ်ကျမစအကြည့်တွေကိုရက်ပြီးထုံးစံအတိုင်းမိပလက်ကောင်တစ်ခုပဲပေးပါအကိုယူပြီးတော့ငွေရှင်ပြီးကားပေါ်ပြန်တက်ခဲ့တယ်ကားမောင်းထွက်သွားတဲ့အထိအကိုကျမကိုကြည့်နေပြီးကြံနေခဲ့တယ်ကျမလည်းကားမှန်တဲ့ကြည့်နေခဲ့တယ်ကားမောင်းနေရင်နောက်ခန့်ဝိုင်ပလင်းကိုလှမ်းယူလိုက်တယ်အတွေ့ထဲမှာဘာမှမရှိဒါတလုံးကောင်မအိမ်ပြန်မယ်ဆိုပြီးတနေ့လုံးကားပတ်မောင်းနေမိတယ်မနက်ကအချစ်ထပူနေတဲ့နေဟာညနေ9နာရီမှာမိုးသေးကြီးမဲကြီးထရွာတဲ့အချိန်ကျမလည်းမူးနေခဲ့ပြီကားကိုတတိနဲ့မောင်းနေပြီမဲ့အဲ့ဒီမိုးနဲ့အတူကျမခြေထောက်တွေကိုစွန့်ပစ်ခဲ့ရတယ်ကျမလမ်းမလျှောက်နိုင်တော့ဘူးဆိုတော့မိုးမောအလုပ်ကိုလည်းတာဝန်ယူကျမကိုလည်းပြုစုပေးရနဲ့ပင်ပန်းနေခဲ့ရရှာတယ်စိတ်ကိုတက်တောင့်တက်တာနေပါလှုပ်ချင်တာတွေအကုန်လုပ်ပြီးပျော့အောင်နေပါတေဆုံးတော့မဲ့လူနာကိုမှားတယ်လို့မျိုးဆရာဝန်ကမှားခဲ့တယ်ကျမမကြောက်ပါဘူးတေဆုံးခြင်းဟာလောကသဘာဝတရားတစ်ခုပဲလေဒါပေမဲ့ကျမဝမ်းနည်းမိတယ်
တေးချင်းဟာဘယ်တော့မှပြန်မဆုံးတော့ဘူးသူပြောချင်တဲ့စကားတွေလည်းကိုမကြားရတယ်လို့ကိုပြောချင်တဲ့စကားတွေလည်းသူကြားရတော့မှမဟုတ်ဘူးတွေ့ချင်လည်းတွေ့လို့မရဘယ်ဘဝမှာဘယ်သူနဲ့ရှိနေမလဲဘာမှမသိရတော့တကယ်ကိုဘယ်တော့မှပြန်မဆုံးနိုင်တော့အောင်ခွဲနိုင်တာတေးချင်းတရားပဲကျမတည်သွားတဲ့အခါအကို့အတန်ကိုကြားရတော့မှမဟုတ်ဘူးအကိုအဆင်ပြေရလားကျမသိရတော့မှမဟုတ်ဘူးတိတ်ကြကြမခံတော့ဘူးလို့သိထားပြီးတဲ့ကကျမရဲ့ဒုတိယမြောက်စာအုပ်ထုတ်ဖို့အတွက်စူးစမ်းခဲ့တယ်ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲဘယ်တော့မှပြန်မဖက်တော့ဘူးဆက်လည်းမရေးတော့ဘူးဆိုပြီးတင်ထားခဲ့တဲ့အဆုံးမရှိတဲ့ဇလန်လေးလွန်ခဲ့တဲ့14နှစ်ကရေးဖြစ်ခဲ့တဲ့နောက်ဆုံးအချက်နောက်ဆုံးစာမျက်နှာကျမအတွက်နောက်ဆုံးရင်းနှီးစရာအဖြစ်အပျက်ကလေးပေါ့တင်ထားခဲ့တာတောင်အတော်ကြာခဲ့ပြီးဖုန်းတွေလည်းတက်လို့တချို့စာမျက်နှာတွေမှာစာတချို့တောင်ပြတ်နေခဲ့ပြီးပြန်ဖက်နေရင်တချို့နေရာတွေမှာကျမငယ်ရွယ်မှုတွေငယ်ရဲ့ဂရုစိုက်မှုတွေကိုခံစားမိတယ်မျက်ရည်ကျခဲ့ရတယ်နောင်တလည်းရတယ်ပြီးတော့တခါပြန်လဲအကိုကိုတတိယမိပြီးငိုနေမိခဲ့ပြန်နေမပြေးဖြစ်ခဲ့တဲ့အဲ့ဒီလက်ဆောင်လေးအခုထိရှိနေစေကိုလက်မှာအမြဲပတ်ထားပေးခြင်းခဲ့တာအဲ့ဒါလေးကိုမြင်လာမိကိုတတိယစေခြင်းခဲ့တာတလုံးအနားမှာထားမှာပေါ့ကွာလို့ပြောတော့အချိန်တိုင်းတတိယနေပါစီတော့ဆိုပြီးပေးခြင်းခဲ့တာဘာလေးဝယ်ပေးမယ်မှန်းတောင်အကိုမသိခဲ့ဘူးအခုတော့အကိုရဲ့အားအကုန်တော့ကပဒင်းပေါက်ကနေလွှင့်ပစ်လိုက်တယ်အဆုံးသက်ပြီးစာအုပ်ထုတ်ဖို့အတွက်စီစဉ်လိုက်တယ်မမို့ရှင်းမဒီစာအုပ်လေးနှုတ်ကိုဒီလိပ်စာနှစ်ခုစီပို့ပေးပါဟုတ်မအဲ့ဒီလူနှစ်ယောက်အဲ့ဒီစာအုပ်ကလေးကိုဖတ်နေတဲ့အချိန်မှာကျမရှိချင်မှရှိတော့မှငယ်ကိုတတိရတယ်ကျမအကြောင်းတွေကိုငယ်သိတဲ့အခါငယ်ငိုနေမလားမမေရရအိမ်နေမနက်ကမြူတွေဆိုင်နေတယ်ဆောင်းစားဆိုတော့အေးစိတ်နေရောပဲအပြင်မှာငေးမောနေရင်အေးဆက်နေတဲ့လေတွေကိုရှူသွင်းနေပေမဲ့လည်းရင်ထဲမှာမုန်းကျက်လာခဲ့တယ်တစုံတရာကိုတတိယလိုက်တယ်မင်းချစ်ချစ်မချစ်ချစ်ကိုမင်းကိုတသက်လုံးချစ်သွားမှာပါအဲ့ဒီအတန်အဲ့ဒီမျက်ဝန်းညိုတွေအဲ့ဒီမျက်ဝန်းညိုတွေမျက်ရည်များစွာပါးပြင်ပေါ်ကိုစီးကျလာပြီးငါဟာချစ်ရင်တည်မဲ့သူပဲကိုအမြင်တက်လိုက်တယ်ရှင်နဲ့မွန်းကျက်လာပြီးအသက်ရှူရခက်လာတော့စိတ်ကိုလျှော့ချလိုက်တယ်မျက်လုံးများကိုလည်းမိတ်ချပစ်လိုက်တယ်ပြီးတော့ငါလွတ်မြောက်ပြရစီတော့ကိုရဲ့ငါလွတ်မြောက်ပြရစီတော့စာရေးဆရာမမင်းညိုရဲ့ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းမဲဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်သူပရိသတ်များအားလုံးရှင်လန်း